မင်္ဂလာပါဒီဗီဒီယိုကတော့ဖေးရောက်တစ်လပြည့်ပေါ့နော်တစ်လပြည့်ကြုံခဲ့ရတဲ့ဟာလေးတွေကိုဗီဒီယိုလေးလုပ်ပြီးတော့ပြောမယ်ဆိုရင်တော့စာရေးရမှာပြင်းလို့စာရေးရမှာစာအများကြီးကြားလို့ရှိရင်ကိုယ်လည်းမဖတ်ချင်ဘူးလေအဲကြတော့သူများလည်းဖတ်ချင်မှာမဟုတ်အဲကြတော့ကိုယ်လည်းလောလောဆယ်မှာလုပ်เสียရမရှိသေးဘူးရည်သေးတဲ့ခါကျတော့အားလက်စားနဲ့အပြင်းပြေစကားလေးပြောပြီးတော့ဗီဒီယိုလေးနဲ့ record လုပ်ထားမယ်အဲပြောလို့ရှိရင်ဒီထားပါတော့22ရက်နေ့ကနေအခု22ရက်နေ့ဆိုတော့ဒီတစ်လအတွင်းမှာသွားခဲ့ရတဲ့ရုံးတွေပြောလို့ရှိရင်လို့ပေါ့နော်ဖြည့်ရှင်းရတဲ့ကိစ္စလေးအဲ့ဒါလေးတွေကိုအသေးစိတ်ကတော့ထပ်လာမယ်ဒါပေမဲ့အခု roughly ပေါ့နော်ဘာတွေအဆင့်တွေလုပ်ခဲ့တယ်ဆိုတာမျိုးလေးကိုပြောပြချင်တာဗျာဘာလို့လဲဆိုတော့တခြားနိုင်ငံတွေကလည်းဒီလိုပဲနေမှာပါပဲဖင်လန်မှာကျတော့ကျွန်တော်တို့စပြီးတော့ရောက်ပြီဆိုတာနဲ့ဟိုသူကregister တွေကတောက်လျှောက်လုပ်ခိုင်းတာ register တွေတောက်လျှောက်လုပ်ခိုင်းတယ်ဆိုကြပါတော့ဗျာအများနားလည်အောင်ပြောမယ်ဆိုရင် DVV ဆိုတာကျတော့ဘယ်လိုလဲဆိုတော့ဒီမှာ register လုပ်ခိုင်းတယ်register လုပ်ပြီးသွားပြီဆိုရင်ပြောမယ်ဆိုရင်တော့သူတို့ရဲ့လူကြီးစီးထဲမှာဒီလူကနိုင်ငံသားအနေနဲ့ပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းသူတို့မှာရှိရဗျာ type A တို့ B တို့ဒါတွေကတော့ရှင်းပြမယ်တော့ရှင်းတာဆိုတော့အများကြီးရှည်သွားမှာဆိုလို့ပေါ့နော်အဲကြတော့အဲ့လိုမျိုးသူတို့စီကိုလာတဲ့လူတွေကိုသူတို့ register လုပ်တယ်ပေါ့လည်းပြောမယ်ဆို municipal ပေါ့တက်ဆိုင်ရာဘယ်မျိုးနဲ့မှာနေတော့မယ်ဘာညာ quick ကွာတွေပေါ့အဲ့ဒါတွေကို register သွားလုပ်အဲ့ဒီကနေပြီး register ရပြီဆိုလို့ရှိရင်သူတို့နိုင်ငံထဲမှာမှအဲ့လိုမျိုးpolicy လို့ခေါ်တာပေါ့နော် police ပေါ့ police ရုံးသွားပြီးတော့ policy ကတ်လုပ်ပြောလို့ရှိရင် i ကတ်လုပ်ပြီးလို့ရှိရင်သူတို့စီမှာကြတော့အဲ့လိုပေါ့ပြောမယ်ဆိုရင်တော့မြန်မာပြည်မှာလိုမျိုးပြောမယ်ဆိုလို့ရှိရင်တော့လူမှုဖူလုံရေးပေါ့နော်အဲ့လိုမျိုးရုံးတွေကိုသွားပြီးလို့ရှိရင်ခလေးတွေအတွက်ဆိုလို့ရှိရင်လည်းခလေးတွေဘယ်တက်ရွယ်ဘာညာဖောင်တွေဖြည့်အကြောင်းတွေ shopပြောလို့ရှိရင်လူကြီးဆိုလို့ရှိရင်လည်းကိုကအမှားထားပါတော့ចောင်းသားလားမိခိုလားအဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးလေးတွေကအစအသေးစိတ်သွားပြီးသူတို့စီမှာ register လုပ်ပြီးသွားရင်သူတို့ကနေပြီးတော့မှပြန်ပြီးတော့ဘယ်ကိုနေရာနဲ့ဘယ်နေရာမှာနီးရဲအဲ့ဒီမှာចောင်းတွေပြောလို့ရှိရင်အလုပ်ဆိုလို့ရှိရင်အလုပ်ပေါ့နော်အလုပ်ရှာပြီးတာမျိုးတွေပြောလို့ရှိရင်အလုပ်မလုပ်ချင်သေးဘူးဆိုလို့ရှိရင်လည်းចောင်းတက်ဖို့ပေါ့နော်မိခိုဆိုလို့ရှိရင်အဲ့လိုမျိုးတွေကအစသူတို့စီစဉ်ပေးတာဗျစီစဉ်ပေးတဲ့အချိန်မှာအများကြီးပဲလိုက်လုပ်ရတဲ့ဘိုင်းတွေအဲ့လိုမျိုးလေးတွေကိုကိုယ့်နဲ့ကိုဆိုလို့ရှိရင်လုပ်ပြီးသွားရင်ကျင်းနေတယ်အားလုံးရပြီးသွားမေ့သွားမှာဆိုတော့ဒီလိုမျိုးလေးချပြီးတော့ပြောထားလိုက်တယ်ဆိုလို့ရှိရင်ဒါလေးမှတ်မိနေအောင်ရေပြန်ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ငါဘယ်တော့မှဘယ်လိုလေးလုပ်ခဲ့ရတယ်ဆိုတာလေးတွေပြီးတော့လာမေးတဲ့လူပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီလိုပေါ့နော်နီးစက်ရနေပြီးတော့ကြည့်မိသွားတယ်ဆိုလို့ရှိရင်တော့မှပဲဒါလေးဒီလိုလေးလောက်ရပါလားဒါပြီးတော့ဒီအစင်လေးတွေငါတို့လုပ်လို့ရတယ်ဒါလေးတော့ကြံခဲ့တယ်ဒါလေးတော့လောက်ထားအောင်မယ်ဆိုတာမျိုးလေးတွေဖြစ်အောင်ပေါ့နော်အဲ့လိုအနေထားလေးနဲ့ဒီဗီဒီယိုလေးကိုလုပ်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကြည့်ရတဲ့လူလည်းအားနေတဲ့အချိန်ဆိုလို့ရှိရင်တခါလေးဖွင့်ပြီးတော့နားထောင်နေနဲ့ဒါလေးတွေငါဘာလေးလုပ်လို့ရတယ်ဆိုတဲ့ဟာမျိုးလေးပေါ့ဒါမျိုးလေးသိအောင်ဆိုတဲ့ပုံစံမျိုးလေးနဲ့တော့ကျွန်တော်စမ်းပြီးတော့တင်ကြည့်အောင်နော်ကျွန်တော်တို့လောက်ကလည်းမရှိသေးဘူးဆိုတော့လောလောဆယ်ပြင်းနေတာနဲ့အဲ့လိုမျိုးလေးပေါ့အဲ့ဒီကြတော့โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကရောက်တာက22ရက်နေ့ကကျွန်တော်တို့ရောက်တာဗျာရောက်တဲ့အခါမှာ22ရက်နေ့ကနေ့လယ်လောက်ရောက်တဲ့အခါကျတော့လာကြိုတဲ့အကူကြီးတွေကဂျားထဲမှာဟိုဖြစ်တာလည်းပါတာပေါ့နော်ဒီ2နာရီခွဲလောက်လင်းရင် site ပြီးတော့ immigration ကလည်းမေးတာမှ share ကိုမေးတာဘယ်လိုပြောရမလဲကိုဟာတွေကအစ general knowledge မျိုးတွေကအစမေးတယ်ပြောရရင်အဲ့လိုမျိုးပေါ့နော်အကုန်လုံးပေါ့နော်ဘာတွေဖြစ်လဲပေါ့ပြီးတော့ကိုရီးယားကျတော့လည်းလာတာကလည်းသူတို့ပြောမယ်ဆိုလို့ရှိရင် type B ဆိုတော့ကျတော့အလဲပြောမယ်ဆိုလို့ရှိရင်တော့ပေါ့နော်permanent မဟုတ်ပေါ့ယာယီပုံစံမျိုးပေါ့နော်ယာယီပုံစံမျိုးဗီဇာတစ်နှစ်ပေးထားတယ်ပြီးမှ extension ထပ်လုပ်ပါညာဆိုတော့ကျတော့သူတို့ဘက်ကလိုအပ်တဲ့မေးခွန်းတွေမေးတာပေါ့နော်အဲ့လိုနဲ့4နိုင်လောက်ဖြစ်သွားတော့ဒီဘက်ကိုရောက်တဲ့အခါမှာကြာလို့ရှိရင်လည်းဒီတိုင်းပဲကိုရီးယားအိမ်တွေပါတောင်ကြိုငားထားလို့ကြိုတာမငားထားဘူးဆိုလို့ရှိရင်နေဖို့ပြောဆိုလို့ရှိရင်ဟိုတယ်တွေပါတွေညာတွေစသဖြင့်ပေါ့နော်အများကြီးပဲဗျာအများကြီးပဲဘယ်လိုခေါ်မလဲအခက်အခဲတွေရှိမှာပေါ့နော်ဒါပေမဲ့ကိုရီးယားကြိုပြီးတော့ငားထားလိုက်တယ်ငားထားပြီးတော့ဒီရောက်လာတဲ့အခါမှာဆိုလို့ရှိရင်သူတို့နိုင်ငံကကျတော့တည်ရတဲ့အတိုင်းပဲအခန်းတွေကဆိုလို့ရှိရင်လုံးဝဗလာကြီးဘာမှမပါဘူးအဲကြတော့မီးပါညာဆိုလို့ရှိရင်လည်းရောက်ပြီဆိုတော့မှမီးဆိုလို့ရှိရင်လည်းကိုရီးယားမီးသုံးပါတော့မယ်ဆိုတဲ့ဟာမျိုးသူတို့ပြောတဲ့အခါမှာသူတို့ကရှောက်ပြီးသွားလို့ရှိရင်အဲမီးကိုဖွင့်ပြီးချက်ချင်းတော့သူတို့ကဖွင့်လို့ရတယ်ဗျာဒါကွန်ပျူတာနဲ့ပဲတခါတည်းကောက်တန်းပွင့်အဲ့လိုပုံစံမျိုးဒါပေမဲ့ဘာခတ်တာလဲဆိုတော့ကြတော့ဖြစ်ရှင်တော့ကြတော့ကိုရီးယားရောက်သွားတာစနေနေ့ကြီးဖြစ်နေတော့အဲ့မှာမီးကမှောင်မဲနေတဲ့ခါကျတော့ကံကောင်းကျင်တော့ကြဘာဖြစ်လဲဆိုတော့လာကြိုတဲ့ကိုကြီးနဲ့အတူတူအဲ့ဒီသူ့အတိပေါ့နော်သူ့အတိဖင်းကောင်လေးတယောက်ပါလာတယ်အဲ့ကောင်လေးတွေသူတို့တွေပြောတော့တာဖင်းတွေကမကူညီတော့ဘူးဆိုရင်သူတို့တွေတော်တော်ကူညီတတ်တာဗျာဘ
တော်ကူညီတယ်ဆိုတာကျွန်တော်တို့အဲ့လိုမျိုးဟိုဖြစ်ပြီးတော့သူလိုက်ပို့ပေးတာနော်ကားနှစ်စီးနဲ့သူတို့လာတယ်ကျွန်တော်တို့ကအဲ့ fin ကောင်လေးနဲ့လမ်းမှာတစ်ချိန်အဲ့လိုမျိုးပေါ့အင်္ဂလိပ်လိုလေးသူပြောပြဆိုနေပြောတဲ့ခါကျတော့လေဒီရောက်တဲ့အထိကိုသူလိုက်ပို့ပေးပြီးတော့အဆင်ပြေလားမပြေတာရှိလို့ရှိရင်ဖုန်းဆက်ပါညာဖုန်းနံပါတ်တွေပါတော့ပေးသွားသေးတယ်ပေးလဲပေးသွားအောင်ကိုတွေလဲโอเคပေါ့ဒီလဲရောက်လဲရောက်မီးကိစ္စပါညာရမလားဆိုပြီးတော့စမ်းကြည့်တော့မရလည်းမရအောင်ကိုကတော့ဆက်တာမဟုတ်နော်သူကနေပြီးတော့ပြောတာစနေတင်းဝင်ဆိုတော့မင်းတို့အဆင်ပြေရလားမီးပါညာအခုရလားအဲ့လေကြလေကြောင်းကွက်တီပဲမဟုတ်ဘူးကျွန်တော်တို့ဒီမှာသူတို့ပေးထားတဲ့ဖုန်းနံပါတ်ကိုတော့ကျွန်တော်တို့ဟောဖြစ်ကြည့်တယ်ဒါပေမဲ့ရုံးချိန်မဟုတ်လို့လားမသိဘူးရုံးချိန်မဟုတ်လို့လားမသိပိတ်ထားတယ်ပေါ့နော်အဲ့လိုလည်းပြောအဲ့ဒါဆိုလို့ရှိရင် okay သူဆက်ပေးမယ်ဆိုပြီးတော့သူတို့ဘယ်လိုခေါ်မလဲ emergency call ပဲထားပါတော့ဗောနော်အဲ့လိုကနေပြီးတော့ဆက်ပြီးတော့ပြောပြီးပြီးတော့ဘယ်လောက်မှမကြောက်ဘူးကျွန်တော်တို့တွေဒီကို message ဝင်လာတယ် message ဝင်လာပြီးတော့အဲ့ message ကနေပြီးတော့မှာဗောနော်ဒီဟာကို confirm ဖြစ်ကြောင်းကိုတွေပထမဒီဟာနဲ့ပတ်သက်ပြီးတော့ရှောက်ထားတဲ့စာရွက်စာတမ်းကိစ္စတွေကိုထပ်ပြီးတော့ message ကနေပြီးတော့ confirm လုပ်ပါတယ်အဲ့လို confirm လုပ်ပြီးတော့ချက်ချင်းပဲမီးလာမီးလာပြီဆိုပြီးတော့ပျော်သွားမယ်မထင်နဲ့ဆရာကြီးမီးလာပြန်တော့လည်းဘာဖြစ်လဲဆိုတော့မီးလုံးတွေကတလုံးမှမပေါ့အိမ်ကဒီလုံးကသူတို့ကလုံးဝမီးလုံးတွေဆိုလို့ရှိရင်လည်းလောဖင်ပြောင်းကြီးဘာမှမပေါ့တော့ဘာလုပ်ရလဲအရင်ဆုံးဟာတော့ကပဲအကြတော့မီးလုံးတွေပြေးဝင်အောင်မီးလုံးတွေပြေးရမယ်ဆိုတော့အဲ့လိုက်ပို့ပြီးတဲ့ကိုကြီးကလည်းဟိုကောင်းပါလေဟိုကတော့ fin ကိုကြီးကပြန်သွားပြီ fin ကောင်လေးကတော့ပြန်သွားပြီပေါ့နော်ဟိုကိုကြီးကကျတော့သူအိတ်ဒီနဲ့သူကားနဲ့တက်လာတာဆိုတော့ရောက်လာပြီးတော့သူပစ္စည်းပါညာဝိုင်းကူချဒါမိတဖက်လေးရောက်တယ်ဆိုတော့သူပစ္စည်းတွေဝိုင်းကူချချပေးပြီးတော့သူနဲ့အတူတူပဲဒီကစူပါမားကတ်ကိုပြေးရောဟိုရောက်တော့ကြတော့လည်းဖြစ်ချင်တော့ကြဘာဖြစ်လဲဆိုတော့ကြတော့ကိုရီးယားလိုမျိုးမဟုတ်မီလုံးတွေကအဲ့လိုမျိုးတွေပြောမယ်ဆိုလို့ရှိရင်ယူရိုဟိုဟာဆိုတော့ကြ European plug ကကြတော့သူတို့ခေါ်တာတိုက်7လားမသိဘူးအဲ့လိုမျိုးတွေပေါ့နော်အဲ့ကြတော့အဲ့ဒီရဲ့အပေါက်တွေကိုထိုးဖို့တို့ဘာလို့ဆိုရင်သူကမီလုံးကိုကျွန်တော်တို့စီမှာလည်းမျိုးပဲဟိုတူးပင်နဲ့ကောက်ထိုးပြီးတော့သုံးတာမျိုးတွေမဟုတ်အခုအနောက်မှာဆိုရင်နောက်မှာပဲပါတယ်သူကအဲ့ခံခွက်ရှိတယ်ခံခွက်မှာပလက်ထိုးပြီးသွားရင်အနောက်မှာအဲ့လိုမျိုးကျိုးနဲ့ပြီးသွားလို့ရှိရင်အဲ့ဒီမီလုံးထိုးဖို့အတွက်အဲ့မှာလောလောဆယ်မှာကိုလည်းမထူးမီလင်းပြီးရောဆိုပြီးတော့အဲ့မှာဝယ်လာပြီးတော့ဟိုဆန်းပြီးတော့လုပ်လိုက်တာပေါ့နော်အဲ့ဒါကဒီ20နှစ်ပထမနေ့ရောက်ချင်းပြီးသွားတဲ့ခါကျတော့ဒါတော့မှပဲကိုရီးကဒီဘက်ရောက်လို့ရှိရင်ဒီမှာနေတဲ့ကလေးလေးကလည်းကြိုပြီးတော့ပြောပြထားတဲ့ခါကျတော့ဒီမှာလောလောဆယ်ရောက်လာခြင်းချင်းမှာဆိုလို့ရှိရင်အိယာတွေဘာတွေညာကွိကွာတွေကလောလောဆယ်မှာအခက်အခဲဖြစ်နိုင်နေပေါ့နော်ဖြစ်နိုင်နေဆိုတော့အဲ့ဒါတော့မှပဲအိယာတွေဘာတွေညာတွေဆိုပြီးတော့စောင်းတွေဘာတွေညာတွေဝယ်ပြီးတော့ထိုင်းကနေပြီးတော့ထည့်လာတဲ့ဟာတွေဒီမှာရောက်ချင်းကတော့ဖြစ်တယ်လို့ပဲတာမီတာက၄ယောက်စုပြီးတော့အိတ်လိုက်တာပေါ့အိတ်ပြီးတော့20နှစ်ဆို23ကကြောက်တနင်္ဂနွေကြောက်လည်းအတိုင်းပဲအဲ့ခုနကတော့လိုက်ပို့ပေးတဲ့ကိုကြီးကိုပဲအကူကြီးတောင်းပြီးတော့ IKEA ပေါ့ IKEA ဆိုရင်မြန်မာပြောမယ်ဆိုရင်တော့ Pro 1လိုမျိုးပေါ့ Pro 1လိုမျိုးဒါပေမဲ့သူကကြတော့ပစ္စည်းတွေကသူတို့ကကြတော့ဟိုဘယ်လိုပြောရမလဲအကုန်လုံးကို one stop service ပုံစံမျိုးပေါ့ Pro 1တို့ဘာလို့ထက်ကိုနည်းနည်းလေးပို့ပြီးတော့စုံမယ်ဗျာအဲ့ဒါနောက်မှအသေးစိတ်ဗီဒီယိုလေးနဲ့ထပ်ပြီးတော့သူတို့ Pro 1တို့ဘာလို့ပုံစံမျိုးဒီ IKEA ဘယ်လိုလုပ်တယ်ဆိုတာမျိုးဗီဒီယိုလေးတက်ထပ်ရိုက်အောင်မယ်အဲ့ဒီမှာထားပါတော့ဗျာအဲ့နဲ့ IKEA ကိုသွားတနင်္ဂနွေကျတော့ IKEA သွားပြီးတော့ IKEA မှာကျတော့လေခုနကလိုပဲကိုရဲ့လိုအပ်တဲ့အိမ်မှာဆိုလို့ရှိရင်လည်းသုံးရမယ်အသုံးဆောင်တွေဘာညာကွိကွာတွေမြန်မာပြည်ကယူလာတယ်ဆိုပေမဲ့လည်းပဲလိုအပ်တဲ့ဦးတွေခွက်တွေပြောလို့ရှိရင်ဒီလိုထိုင်ကုန်တွေစပွဲတွေပြောလို့ရှိရင်အိယာတွေစောင်းတွေပြောလို့ရှိရင်ဒီမှာရောက်ချင်းကျတော့အေးတဲ့ခါကျတော့အမှုရာတွေအဲ့ဒီအကုန်လုံးထပ်ဝယ်ပြီးတော့အဲ့မှာပတ်တာဆိုတာကိုကတော့ဟိုဟာဖြစ်တယ်ဆိုပေမဲ့ဇောနေပေါ့နော်အခလေးလည်းအဆင်ပြေကိုလည်းဟိုဟာဖြစ်တာဆိုပြီးတော့တနေ့ကိုကုံရောပဲနိုင်ကြည့်လိုက်တော့6နိုင်လောက်ဖြစ်နေပြီအဲကြတော့ပြန်လာပြီးတော့အဲ့နေလဲအဲ့တိုင်းနဲ့ချိန်ကုံရောပြီးတော့ကြတော့24တနင်္လာကျတော့လည်းအဲ့တိုင်းပဲ visa ဖြစ်တယ် sorry DVV ပေါ့နော် DVV သွားဖို့ကိစ္စကချိန်လာပြီးသားကြိုးပြီးတော့ဟိုမှာတွေကချိန်လာတဲ့ခါကျတော့တနင်္လာနေ့ကျတော့ DVV ကိုသွားDVV ရောက်တော့လည်းအဲ့တိုင်းပဲ DVV ရောက်တယ်ဆိုလို့ရှိရင်ပဲဘာဖြစ်လဲဆိုတော့ကြတော့ကိုရီစီမာကတည်တဲ့အတိုင်းပဲဟိုစုကူနေမီတို့အတူနေမီတို့မရှိဘူးပြောမယ်ဆိုရင်တော့ဟိုစာနေနေတည်ရမလား friend နေနေ less နေနေကကိုရီနိုင်ငံနေနေကကြမခွဲထားတဲ့ခါကျတော့ကိုယ့်နဲ့ကိုယ်ဆိုကြီးကတော့ပြောထားပြီးသားပါကျွန်တော်နိုင်ငံရဲ့ကာချာအရာဒါတွေမရှိဘူးပေါ့နော်မရှိတဲ့အခါကျတော့ကျွန်တော်တို့ဟိုမှာဆိုကြပါဗျာကျွန်တော်တို့ဝင်းကြော်ဟိဆိုတော့ဟိကိုနောက်ဆုံးကနာမည်ကိုစာနေပေါ့နော်အရှိကဝင်းကြော်အနောက်ကဟိကစာနေဒါမျိုးလုပ်ခိုင်းတော့ကြတော့လေမရအောင်ပြီးတော့ဘယ်လိုဖြစ်လဲဆိုတော့ကြတော့သူတို့ကအခုပြန်ပြီးတော့အစ်စ်ပြထားလိုက်တဲ့ပုံစံရဆိုလို့ရှိရင်2နှစ်အောက်သမားတွေဆိုလို့ရှိရင်သူတို့က DV မပေးဘူးဆိုတော့ပြောမယ်ဆိုရင်သူတို့ရဲ့ population ဟိုဟာတွေကိုသူတို့မထည့်ဘူးပေါ့နော်စီးရင်တွေကိုမထည့်list မထည့်ဘဲနဲ့သူတို့ကဒီဟာကိုလောလောဆယ်မှာခဏဟိုဟာဖြစ်ထားတဲ့ပုံစံမျိုးပေါ့နော် planning လုပ်ထားတဲ့ပုံစံမျိုးနဲ့သူတို့စောင့်ကြည့်မယ်
ထားပါတော့ဗျာကျွန်တော်ပြောတာဆိုလို့ရှိရင်ဒါဆို6လပေါ့6လလောက်ဒီမှာနေပြီးတော့လို့ရှိရင်ဘာသာစကားတင်စာတင်ပြီးတော့ရင်အလုပ်ပါညာရှောက်ပေါ့နော်အလုပ်ပါညာရလို့ရှိရင်သူတို့ဗီဇာတိုက်ပြောင်းသွားတယ်ဗျာတကယ်လို့ဗီဇာတိုက်မပြောင်းရင်တော့မှပဲ6လနဲ့တနေ့ကြာလောက်ဇက်တိုက်နေပြီးတော့ extension လုပ်တဲ့အခါဆိုလို့ရှိရင်တော့ဒီ DV အတွက်ကိုသူတို့ recommend လုပ်ပေးလို့ရပြီပေါ့နော်အဲ့ဒီလိုတေချာရှင်းပြတယ်တေချာရှင်းပြပြီးတဲ့အပြင်မှာဘယ်လိုပါဟိုဖြစ်လဲဆိုလို့ရှိရင်သူတို့ဟိုဖြစ်လို့ပေါ့နော်တကယ်လို့လုံးချင်တယ်ဆိုရင်မိသားစုနာမည်တွေမှာဆိုတော့အဲ့တိုင်းပဲကိုသားသမီးနာမည်တွေမှာဆိုလို့ရှိရင်လည်းကိုနာမည်တွေကအနောက်ဆုံးသက်တွေကမတူထားဘူးလေပြီးတော့ကြတော့လေအကုန်လုံးကလည်းတယောက်နာမည်ကတမျိုးစီတွေနဲ့ဆိုတော့ကြတော့သူတို့ကအဲ့မှာဟိုစာနေမွေးစားဖို့ပေါ့နော်စာနေမွေးစားဖို့ဆိုပြီးအဲ့စာရွက်လေးတွေဗာလေးတေချာပေးလိုက်တယ်ပြောလို့ရှိရင်လည်းအကုန်လုံးပေါ့အစားအစာတွေကသူတို့ဗာလေးလောက်ကမယ်ဆိုတဲ့ဟာမျိုးလေးအဲ့ဒါလေးတွေအကုန်လုံးသူစာရွက်လေးထုတ်ပြီးတော့ပေးလိုက်ပြီးတော့မင်းတို့နောက်တစ်ခါတဲ့ဟိုဖြစ်တယ်ဆိုလို့ရှိရင်လည်းခက်ခဲမဖြစ်အောင်လို့ဆိုပြီးတော့ကိုရီစီကခုနကဒီကနေပြီးပြန်လာတဲ့ notary တွေ mofa တွေပြောလို့ရှိရင်ကိုရီနဲ့ပတ်သက်တဲ့ဒီ visa တွေစာရွက်တွေအကုန်လုံးကိုသူတို့ scan လုပ်ပေးရတယ် scan လုပ်ပေးပြီးတော့သူကတကယ်လို့အခုမရသွားတဲ့ပုံမှာလည်းစိတ်မပြတ်နေပေါ့နော်ဒီဟာတွေကိုသူတို့ကြိုပြီးလုပ်ပေးထားဖြစ်တဲ့ကြောင့်မလို့နောက်ဟိုပြောင်းလို့ရပြီဒါမှမဟုတ် DVV decision လုပ်လို့ရပြီဆိုတာ ਨੇ ဒီဟာကိုတစ်ခါတည်းတန်းပြီးတော့ထည့်ပေးလိုက်ရုံပဲပေါ့နော်စိတ်ရှိရှိနဲ့ဆောင်ဒီဟာကိုပြောလို့ရှိရင်ဟိုဟာဖြစ်တယ်ဆိုတာ ਨੇ ဟိုလုပ်လို့ရပြီဆိုတာ ਨੇ လုပ်ရုံပဲပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပေါ့အဲ့ကြတော့အဲ့နေရာတော့လည်း IDV သွားပြီးတော့မရလာတော့ကြတော့နည်းနည်းလေးတော့ဟိုဟာဖြစ်တာပေါ့နော်ဒါဆိုရင်တော့ငါတို့ဘယ်လိုလုပ်ရမလဲမသိသေးဘူးပေါ့အဲ့လိုပုံစံမျိုးနဲ့ပြန်လာပြီးသွားတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီမှာပဲအဲ့ဒီသွားလိုက်တဲ့ DVB ရုံးကိုသွားလိုက်တဲ့နေ့မှာပဲဘာသဘောပေါက်သွားလဲဆိုတော့ကိုရီနေရာရားတပံမှာဗျမြန်မာပြည်မှာလို့ပြောမယ်ဆိုရင်တော့ဟယ်ဆင်ကီဆိုတာကမျိုးတဲ့စုလေဆိုလို့ရှိရင်ရားတပံမှာဆိုတာကြောင့်ကျွန်တော်တို့ဟောလောက်ဖြစ်မှာပေါ့ထောက်ကျန်းတို့မင်္ဂလာတုံးလို့တော့ပေါ့ဟုတ်ကဲ့သူကတနာရောင်ဖြစ်တယ် sorry ဟောလောက်ပဲမောင်းရမယ်ဗျ3နာရီ3မိနစ်30လောက်ပဲမောင်းရမယ်နိုင်ဝက်လောက်ပဲမောင်းရမယ်နိုင်ဝက်45မိနစ်လောက်ပေါ့ maximum အဲ့လောက်ပဲရှိမယ်ဟာဆိုတော့ကြတော့ကျွန်တော်တို့ဒီကနေပြီးတော့ပထမသူတို့အထာနေပေါ့နော်ဘူရာယုံကိုလမ်းလျှောက်သွားမယ်ဘူရာကနေပြီးရထားစီးမယ်ရထားစီးပြီးတော့မှရထားစီးပြီးအဲဒီရောက်သွားရင်ရောက်တဲ့နေရာနေပြီးသွားမယ်ဒါပေမဲ့ထင်သလောက်ကြီးတော့ဟိုမှာဖြစ်ဘူးဟိုပထမဆုံးရောက်တာလေတကြောင်ပြီးတော့တနေရာနဲ့တနေရာကိုသွားဖို့ကသူတို့ကလည်းသူတို့ကြီးမှာဟို public transport ကိုလွယ်အောင်လုပ်ထားတာမှန်တယ်ဒါပေမဲ့အဲ့ဟာတွေအကုန်လုံးပထမဆုံးရောက်တဲ့အနေအထားနဲ့ရောပြီးတော့ခလေးတွေနေရောကြတော့စီးပွားနည်းနည်းခက်တဲ့ခါကျတော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့ကြတော့အရင်ဦးဆုံးအဲ့မှာပထမဆုံးလမ်းလျှောက်တယ်လမ်းလျှောက်တော့လေသူတို့ပြထားတော့15မိနစ်ဒါပေမဲ့ခလေးတွေနဲ့လျှောက်တော့ကြတော့နိုင်ဝက်လောက်ကြာတယ်ပြီးတော့လို့ရှိရင်လည်းအဲ့ရနေပြီးတော့မှရထားစီရဗန်မာနေရထားစီပြီးတော့ဟယ်ဆင်ကီဘူရာပေါ့နော်မိန်းဘူရာကိုရောက်တဲ့ခါမှာဆိုလို့ရှိရင်ဘူရာမှာရက်ပြီးသွားတော့အဲ့ဘူရာကနေပြီးတော့ကားမှတ်တိုင်းပေါ့အဲ့သူ application တွေကတော့လွယ်တယ် application ကနေပြီးတော့ဘယ်ကနေပြီးတော့ဘယ်လောက်ရှောက်ဘယ်ကနေပြီးတော့စီဘယ်မှတ်တိုင်ကနေပြီးတော့ဘာကားနံပါတ်ကိုစီပြီးတော့ဘယ်နေရာမှာစင်ပြီးဘလို့လမ်းလျှောက်စသဖြင့်အဲ့ဒါမျိုးတွေကအကုန်လုံးပါပြီးသားလွယ်တယ်ဒါပေမဲ့ခလေးနေကြတော့ကိုရီမှန်တဲ့အတိုင်းတလွဲတည်းကြီးပဲအမှအဲ့ဟန်ဆန်ကြီးဘူရာကနေပြီးတော့ကားဂိတ်ကိုသွားလဲကားဂိတ်မှာကားနံပါတ်ဘလောက်ကိုပေါ့နော်သူဘယ်ချိန်မှလာမယ်ဆိုတာမျိုးပေါ့10မိနစ်ချာတစ်ခါတို့15မိနစ်ချာတစ်ခါတို့ရထားဆိုလဲအဲ့လိုနိုင်ဝက်ချာတစ်ခါတို့အဲ့လိုမျိုးတွေလာဒါတဲ့ခါကျကိုရီကတော့ခလေးနေဆိုတော့ကြတော့ပထမတော့15မိနစ်ဆိုတော့ကိုလည်းမှန်းလိုက်ပါတယ်နိုင်ဝက်လောက်တော့သွားမှာပဲဆိုပြီးတော့တော်သေးတယ်ကွက်တိပဲကိုရီလည်းဘူရာရောက်ရထားလဲရောက်အဲ့လိုမျိုးပေါ့နော်တန်းထွက်အဲ့လိုပဲကားဂိတ်ဆိုတဲ့ဒီတိုင်းပဲသူတို့က2မိနစ်လောက်မှန်းထားတယ်ကိုရီက7မိနစ်လောက်ခွာထားတယ်ရောက်တာပဲသွားလိုက်ကြရင်အဲ့လို7မိနစ်လောက်နဲ့အမကားပေါ်ပြေးတက်ပြီးတော့ DV ရုံရောက်တော့ဒီတိုင်းပဲအဲ့လိုမျိုးပေါ့နော်သူတို့က17နာရီချိန်ထားတယ်ကိုရီက10နာရီလောက်ဆိုပြီးတော့ချိန်ထားတာတော့မှပဲ10နာရီ45လောက်မှရုံကိုရောက်အဲ့လိုမျိုးပေါ့တော်တော်လေးကိုဟို rush တွေပဲဖြစ်နေတဲ့အခါကျတော့မထူးဘူးပေါ့နော်အဲကြတော့ပထမတော့စဉ်းစားထားတာကရောက်ချင်းအခြေအနေကြည့်ပြီးတော့မှပဲဟိုကားဝယ်ဖို့ဘာညာကိုစဉ်းစားမယ်ပေါ့နော်အဲ့ဒီနေရာတော့ကြတော့တော်တော်လေးကိုဟိုဖြစ်သွားတာအဆင်မပြေဘူးဒီဝန်ခံတိုင်းဆိုလို့ရှိရင်တော့ခလေးနဲ့တွားရေးလာရေးရတယ်အရန်ခတ်မှာကိုယ့်နဲ့ကိုယ်ပြဿနာမရှိဘူးပဲလောလောဆယ်မှာပတ်ကမယ်တွားမယ်ကိစ္စတွေကအများကြီးရှိအောင်မှာဆိုတော့ကြတော့မထူးတော့ဘူးအဲ့ဒါနဲ့အဲ့ဒီလိုက်ပို့ပေးတဲ့ကိုကြီးကိုမေးလည်းမေးကြည့်ရောဒီရရမမျိုးမှာပေါ့နော်အဲ့ဒီဟိုကိုပြဖြိုးပေါ့နော်ကိုကြီးပြဖြိုးကသူကားသူကိုယ်တိုင်ရောက်တော့ကလည်းသူလည်းရောက်ချင်းမဲ့သူဝယ်ထားတာပေါ့နော်အဲကြတော့ဟိုဝယ်မယ်ပြုတ်မယ်ဆိုလို့ရှိရင်သူ့ကိုမေးပေးမယ်ဆိုတာ ਨੇ တခါတည်းအဲ့ဒီ DVB ကိစ္စတော့မပြီးသေးဘူးသူ့ကိုလှမ်းမေးပြီးတော့တခါတည်းသူ့ကိုအကူအညီတောင်းပြီးတော့ကိုကြီးဒီနေ့ဟိုဖြစ်တယ်ဆိုလို့ရှိရင်ရတယ်ဘယ်ကားဖြစ်ညီလေးမင်း AC ဟိုဖြစ်ကားတွေကိုပုံပို့ပေးမယ်မင်းအဲ့ဒီ AC ရွေးအဲ့မှာသူပုံပို့ပေးရတယ်ကိုကြီးအများကြီးမဟုတ်တော့ကျွန်တော်3-4ပုံတော့ပို့လိုက်အဲ့ဒါကျွန်တော်ကြည့်ပြီးအဆင်ပြေတဲ့ကားဆုံးမယ်ဗျာဘာညာဆိုပြီးတော့တခါတည်းသူပို့လာတဲ့နေရာနေပြီးတော့မှကိုလည်းဒီမှာအဲ့ဒီဟွာလေးကို SUV တိုက်ထဲကကိုကြီးလို့ဆိုပြီးတော့ပို့လာတဲ့နေရာနေမှာအဲ့ဒီခုနကတော့ဟွာလေးပေါ့နော်ဟိုရွေးလိုက်တဲ့ကားလေးပေါ့
အဲ့ကားလေးကိုတော့ဝယ်မယ်ပေါ့နော်တော့ဝယ်မယ်ဆိုပြီးတခါလေးသူပြန်ပို့ပြီး DVB ကနေပြီးတော့ပြီးတာနဲ့သူ့ကိုတခါလေးကိုကြီးကျွန်တော်တစ်ချက်လောက်အကုန်ရေးပေးပါညာဆိုပြီးတော့တခါလေးအဲ့ဒီပိုရီပေါ့နော်ပိုရီဆိုတော့ဒီကနေပြီးတော့ဆို3နာရီကျော်လောက်မောင်းရမယ်ဗျအဲ့မြို့မှာပေါ့နော်တော့ဝယ်တာတော့ဆိုတခါလေးဟိုကိုကြီးကလည်းဟိုတော်တော်သဘောကောင်းပါလေဗျာဟိုမြန်မာချင်းတော်တော်ကူညီကြတယ်ဒီမှာလည်းလေအဲ့ကြတော့ချက်ချင်းကိုသူလည်းအလုပ်ကနေပြန်လာပြီးတော့ကိုရီချက်ချင်းလာခေါ်ပြီးတော့ဒီကနေပြီးတော့တနာရီဟိုကနေပြန်လာတာတနာရီဆိုပေမဲ့ကျွန်တော်ခလေးနဲ့ရှောက်တော့ကျွန်တော်တနာရီ15လောက်မှအိမ်နဲ့ရောက်တာနဲ့ထမင်းစားပြီးရတယ်သူကလည်းလာခေါ်ပြီးတော့ဒီကနေမောင်းသွား4နာရီဆိုပေမဲ့4နာရီခွဲလောက်မှရောက်သွားတာပေါ့နော်အဲဒီသူတို့ရဲ့ showroom ပေါ့ showroom ကိုရောက်သွားတာဘာလို့လဲဆိုတော့ထားပါဒီကျွန်တော်တို့ဝယ်တဲ့ကား showroom ကလည်းအများကြီးပဲတနိုင်ငံလုံးအဲ့မြို့တိုင်းမှာနေပါရှိတယ်ဒါပေမဲ့ကိုသွားပြီးတော့ကြိုက်တယ်ယူမယ်ဆိုတဲ့ကားအဲ့မြို့မှာသွားဖြစ်နေအဲ့မှာသွားဖြစ်နေတဲ့အခါကျတော့အဲ့မှာသွားယူသွားသွားယူရောတခါတည်းဟိုမောင်းဖို့တော့ကိုကအသွား3နာရီအပြန်3နာရီလောက်ချိန်ရလို့ဖြစ်သွားတာပေါ့နော်အဲကြောင့်လည်းဟိုကိုကြီးကစိတ်ရှိတယ်ဖြစ်ကြတယ်လာခေါ်ပြီးရတယ်တန်းမောင်းပြီးတော့လမ်းမှာလည်းအဲ့လိုပေါ့နော်ရောက်ပြီးတော့ရှင်းပြအောင်ညီလေးပဲဟာတော့ဘယ်လိုရှိတယ်ဘယ်နေရာတော့ဘယ်လိုသွားလို့ရတယ်ဘာညာခွိခွာတွေပေါ့အဲ့လိုမျိုးတွေတောက်လျှောက်တလန်းလုံးပြောသွားပြီးဟိုရောက်တော့ကြောက်လဲဒီတိုင်းပဲကားနဲ့ပတ်သက်တဲ့စာရွက်စာတမ်းကိစ္စတွေဘာတွေညာတွေအတွက်ကိုဆိုလို့ရှိရင်လည်းဖတ်တော့မဖတ်နိုင်အောင်ဒီမှာတည့်တဲ့အတိုင်းပဲဟိုစာရွက်စာတမ်းတွေဆိုလို့ရှိရင်စာရွက်တွေကိုနည်းတော့မဟုတ်တစ်ခုဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့50ရွက်ကအနည်းဆုံးပဲ50ရွက်ကအနည်းဆုံးပဲဟိုမှာသူတို့ကဘာထပ်ပြီးတော့ဖြစ်လဲဆိုတော့ကြတော့အကုန်လုံးကရုံးသုံးလို့လည်းအင်္ဂလိပ်ဆိုမှဘယ်သူမှရုံးအင်္ဂလိပ်လို့လည်းသိပြီးတော့ဟိုတိအောင်မပြောဘူးအဲကြတော့တောင်းဆိုလို့ရှိရင်ကဟိုပြောချင်တဲ့တဘာပြဘာလဲဆိုတော့ကြောက်ကောက်ရဲမှလား showroom မှာတော့ဝယ်လိုက်အဲ့ဒါပို့ပြီးတော့စိတ်ချရတယ်ပြီးတော့လို့ရှိရင်သူတို့ရဲ့ service တွေဘာတွေပါတယ်သူတို့တောင်းယူပြီးရဲဆိုတာမျိုးမေးပြီးတော့အကုန်လုံးကိုကိစ္စဖြတ်လိုက်အဲ့ဒါပိုကောင်းတယ်အပြင်မှာဝယ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကားရဲ့ခုန inspection တွေပြောရင်ကားရဲ့ခုနကတော့ဒီလမ်းကုန်တွေ wheel test ဘာညာခွိကွာတွေတခြားအခွန်တွေစောင်းလာလားမစောင်းလာလားဒီဘာမှမသိရတဲ့ခါကျတော့ကိုယ့်အတွက်ကဟိုအဲ့လောက်ကြီးမလွယ်ဘူးဗျာဟိုလုပ်ပြီးတော့မှဟိုကိုယ့်နိုင်ငံလည်းမဟုတ်ဘူးလေလုပ်ပြီးတော့မှတခုခုလွယ်ကြောင်းတိုင်းတိုင်ပတ်မှာအဲ့ကြတော့အဲ့ကိုသွားပြီးတော့ဝယ်တဲ့အခါမှာဆိုလို့ရှိရင်တို့ကဟိုအများကြီးမေးမနေတော့ဗျာအဓိကကိုရီးယားလည်း cash ပဲပါဆိုတော့ cash နဲ့ပေးမယ်ပြောလို့ရှိရင်တို့ဒီမှာ cash နဲ့ကပေးလို့မရဘာလို့ပေးလို့မရဆိုတော့အခွန်ရှောင်တယ်လို့ပေါ့ကြောင့်ဖြစ်မှာဆိုလို့ပေါ့နော်ဒါပေမဲ့လည်းအခုကကြာကိုရီးကိုကူညီတဲ့အနေနဲ့သူလုပ်ပေးလိုက်တယ် cash နဲ့ဟိုဖြစ်ပေးတယ်ပြီးတော့သူအခွန်တွေဆောင်ပေးမယ်ပြီးသွားလို့ရှိရင် inspection ကလည်းကံကောင်းကျင်တော့ဖြစ်ချင်တော့ inspection ကတခါတည်းကိုရီးရောက်တဲ့အချိန်မှာပဲ inspection တိုင်းနဲ့ကွက်တီပဲပြောမယ်ဆိုလို့ရှိရင်ဗျာ4လပိုင်းအစမှာ inspection ဝင်ရမှာကသူတို့ဒီမှာတစ်နေ့တစ်ခါ inspection ဝင်ရတယ်ကိုရီဒီမှာ license ဝင်တယ်လို့ပဲတစ်နေ့တစ်ခါဝင်ရတယ်ကိုရီဒီမှာတော့အမဲဆိုရင်2နှစ်ပေါ့နော်အနက်ဆိုရင်2နှစ်ဒါပေမဲ့သူတို့ဒီမှာတစ်နေ့တစ်ခါပဲ inspection ဝင်ပြီးသွားလို့ရှိရင်နှစ်စဉ်အဲ့လိုမျိုး road test ပေးရမယ်ပြောမယ်ဆိုရင်တော့ကားရဲ့ကြန့်ခိုင်မှုစစ်ပြီးသွားလို့ရှိရင်အဲ့ကားရဲ့ road test ကိုစောင့်ဒါပေမဲ့အဲ့ road test ဆောင်မှုအတွက်ကိုလမ်းပေါ်မှာသွားဖို့အတွက်ကိုဒီကားဒီ insurance မရှိရင်သွားလို့မရအောင်အဲ့ကြတော့အဲ့ကားကို insurance ထားတဲ့အခါမှာဆိုလို့ရှိရင်လည်းခုနလိုမျိုးအကုန်လုံးကသူက connection လောက်ထားတာပေါ့နော် connect လောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဟာတွေကိုရဖို့အတွက်ကိုစီမှာရှိတယ်ပြောမှဆိုရင်ကိုယ်ပိုင်နံပါတ်ပေါ့ကိုယ်ပိုင်နံပါတ်တွေနဲ့ register တွေလုပ်ပေးရတာအဲ့လိုဆိုတော့ဟာချိုးချက်တွေကိုခန့်တာဒါပေမဲ့လောလောဆယ်မှာတော့ကိုရီးယားမသိတော့ဘူးသူကကားမြန်ရဖို့နဲ့ပြီးသွားရင်ကားရသွားမှကျန်တဲ့ကိစ္စတွေဆက်လုပ်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါပေမဲ့ဘာတစ်ခုကောင်းလဲဆိုတော့အကုန်လုံးကိုအဆင်ပြေအောင်သူတို့လိုက်လုပ်ပေးတယ်အခုထားပါတော့အမကားရောက်တဲ့အခါမှာဆိုလို့ရှိရင်၄နိုင်ခွဲလောက်ရောက်တာနဲ့ကားကိုရှောက်ပြီးပတ်စံမောင်းကြည့်အဆင်ပြေမပြေကြည့်ပြီးတော့ကြတော့ contract ဘာညာချုပ်ပြီးတော့လိုအပ်တဲ့ဟာလေးတွေဘာလေးညာတွေသူတို့မှဆိုလို့ရှိရင်ဗျာဘိန်းတွေဆိုလို့ရှိရင်သူဆမ်မတာယာဝင်းတာယာရှိတယ်အဲ့မှာဆိုလို့ရှိရင်အခုလောလောဆယ်ကထားပါတော့ဆမ်မမရောက်သေးဘူးဆိုလို့ရှိရင်ကျတော့ဘိန်းလေးလုံးဝင်းတာယာတွေအဲ့ကြတော့ဆမ်မတာယာအစ်စ်၄လုံးအဲ့၄လုံးဆိုတာမှတာယာကြီးပဲမဟုတ်ဘူးတာယာနဲ့သူ့ရဲ့ BMW original alloy နဲ့အဲ့အလုံးနောက်ထပ်၄လုံးထပ်ထည့်ပြီးတယ်အနောက်ကရင်းလိပ်ပါညာအစုံပလုံးစုံစီနေအောင်အကုန်လုံးတို့ one stop အကုန်လုံးဖြစ်အောင်လုပ်ပေးလိုက်တယ်လုပ်ပေးပြီးအဲ့ကားယူပြီးတော့ပြန်လာပြီးတော့မှပဲခေါင်းထဲမှာအတွေးတွေကပို့ပြီးတော့များသွားတာအဲ့ဒါဆိုလို့ရှိရင်ငါတို့လောကမဲ့ကိစ္စတွေကတော်တော်များတာပဲဟိုထားပါတော့ DVB မရှိတာရင်ဘာလုပ်လို့မရဘူးလဲဆိုလို့ရှိရင် policy လုပ်လို့မရဟိုဟာလုပ်လို့မရဒီဟာမလုပ်လို့မရအများကြီးပဲဗျာပြောမယ်ဆိုလို့ရှိရင်သူက basis need ဖြစ်နေတဲ့အခါကျတော့ဒီဟာကိုငါတို့အရင်ရအောင်လုပ်ရတော့မယ်ဒီဟာကိုလုပ်ရတော့မယ်ဆိုတဲ့အခါကျတော့ဒီဟာအတွက်ကိုကိုကလုပ်ဖို့ကသူတို့ကပြောပြီးသွားရင်မရတော့ဘူးလို့ပြောထားတယ်လောလောဆယ်မှာမရတော့ဘူးဆိုတော့ဟာအဲ့ဒါဆိုလို့ရှိရင်ဖြစ်ပါမလားဆိုတဲ့အတွေးတွေပေါ့နော်အဲ့လိုမျိုးနဲ့ပဲပြန်လာပြီးတော့နောက်နေ့မနက်ကနေစပြီးတော့မောင်းတင်ပြီးတော့စော်တော့တာပဲဆိုတာဘာတွေစော်လဲဆိုတော့ကြတော့အဲ့မှာအရင်ဆုံးဟိုဖြစ်တယ်ဆိုတာနဲ့ပြန်ရောက်တာနဲ့
ကားဟိုကပြီးတာနဲ့အိမ်မရောက်တဲ့ခါကျတော့သွားမယ့်ဟာတွေကို list လုပ်ပြီးချရေးတာပေါ့နော် list လုပ်ပြီးချရေးတယ်ဆိုတာဘာလဲဆိုတော့ကျတော့နိုင်ငံညာရင်ကအရင်ဆုံးသွားမှာတော့ Yaravan info ကနေပြီးတော့တီယုံကနေပြီးတော့ဘယ်ဘာတွေလုပ်မယ်ဆိုပြီးတော့အကြမ်းမြင်ချရေးထားပြီးတော့နောက်တစ်နေ့ကျတော့Yaravan info ပေါ့နော်ပြောမယ်ဆိုရင်သူတို့ကကျတော့ဘာတစ်ခုကောင်းလဲဆိုတော့သူတို့နိုင်ငံတိုင်းမှာသူတို့ရဲ့နိုင်ငံမြို့တိုင်းမှာကသူတို့က information center လေးထားပြီးတာတယ်အဲ့ information center ကနေပြီးတော့ဘာလုပ်လို့ရလဲဆိုတော့ကျတော့သူက website တွေလည်းရှိတယ် website လည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကသိတဲ့အတိုင်းပဲ website တို့ဘာလို့ဆိုတာတွေအသုံးအားလည်းနည်းတယ်ပြီးတော့တိတ်အယုံကြည်မရှိဘူးသိမှာမြန်မာနိုင်ငံကလာတာဆိုတော့အဲ့ကြတော့ဝင်လဲမတိတ်ပြီးတော့မဖတ်ဖြစ်ဘူးဖတ်ရင်တော့မှပဲဒါတွေကဒီလိုမျိုးတွေရှောက်လို့ရပါမလားတော့ဖြစ်ပါမလားတော့ဒါမျိုးတွေတွေးတာဗျာတွေးရဆိုတဲ့ခါကျတော့အဲ့ဟာနဲ့ဒီ information တွေကိုလွယ်တကူရနိုင်ရင်တိုင်းတွေကိုနော်ကျွန်တော်တို့လိုတာကိုပြောပါတယ်ရနိုင်ရင်တိုင်းတွေကိုကျွန်တော်မကြည့်အဲ့ကြတော့သူ့ရဲ့ခုနကတော့ရုံပြီးတယ်ရုံပြီးနောက်နေ့ကျတော့နောက်တစ်နေ့ကျတော့ရုံပြီးတယ်ရုံရောက်လေရောက်ကောရုံမှာကဘာလုပ်ရလဲဆိုတော့ကျတော့ရုံမှာနေလို့ရောက်ပြီဆိုတာနဲ့သူတို့က register စပြီးတော့ဖြည့်ခိုင်းတယ်ဗျာမှတ်ထားတော့ကိုယ်ဘယ်နိုင်ငံကလာတယ်ဘာညာအိုး form လာပြီဟိုကစာရွက်တွေနဲ့တဲ့လားကိုကဘာလုပ်တယ်ဘာဖြည့်ပြီးရင်ကိုယ့်ရဲ့ခုနကတော့ handy လို့တူလို့ပေါ့ဗျာကိုယ့်ရဲ့ကိုယ်ပိုင်နံပါတ်ကဘယ်လောက်ဘာညာပြီးသွားပြီဖြည့်ပြီးတော့မျိုးသမီးတွေဖြည့်ခလေးနှစ်ယောက်တွေဖြည့်ဖြည့်သွားလို့ရှိရင်ကိုကတော့ဘယ်မှာဘာလုပ်ခဲ့တယ်ဘာညာဆိုတာမျိုးတွေအကြမ်းမြင်လေးတွေပြောဖြည့်ပြီးတော့အားလုံးပြီးသွားတဲ့ခါကျတော့သူတို့စီကနေပြီးတော့အဲ့ဒီဟိုပါပေါ့နော်ပြောမယ်ဆိုလို့ရှိရင်သူတို့က integration service လို့ခေါ်တယ်ဗျသူတို့စီကအရာရှိတယောက်ကနေပြီးတော့ထွက်ပြီးစကားလာပြောပြီးမှတ်ထားပါဘလူးပေါ့နော်ဘာမှစိတ်မပူနဲ့တော်တော်လေးမှဆိုလို့ရှိရင်ကိုရ spouse ပေါ့ဗျာ spouse ဆိုမိခိုအနောက်ကနေပြီး dependence ဆိုလို့ရှိရင်ကြတော့သူတို့တွေမှတ်ထားပါအလုပ်တော့ကိုသူတို့ရဲ့ဟိုမှာ website ကနေပြီးတော့ demand ပုံမှာမူတည်ပြီးတော့သူတို့ဒီဟာကိုတင်ပေးထားမယ်ပေါ့နော်အဲ့ဟာတော့ကိုလုပ်ပေးမယ်ပြောလို့ရှိရင်လည်းမျိုးသမီးကျောင်းဆိုလို့ရှိရင်လည်းကျောင်းတော့ကိုလိုအပ်တဲ့ဟာသူတို့တွေကနေပြီးတော့တစ်ဆင့်ပြောလို့ရတဲ့ဟာလေးပြောပေးမယ်ပေါ့ကလေးတွေဆိုလို့ရှိရင်လည်းအသက်အရွယ်နဲ့ဘယ်ကျောင်းတွေပြောလို့ရှိရင်ဘယ်မှာနေတယ်ဆိုတာမျိုး register အရင်လုပ်ပေးမယ်ပေါ့နော်အဲ့ register လုပ်ပေးပြီးရတယ်ဆိုလို့ရှိရင်တော့channel ပိုင်းတွေကိုသူတို့ထပ်ပြီးတော့ဟိုဘယ်လိုပြောရမလဲဖြစ်လာတဲ့အနေထားပေါ်မူတည်ပြီးတော့စင်ငယ်ထပ်လုပ်ပေးသွားမယ်ပေါ့နော်လမ်းမျိုး information နဲ့လုပ်ပေးပါမယ်ပေါ့အဲကြတော့ကိုယ်လေးလည်းပြောရရှိတာပြောပြပြီးတော့အဲ့နေ့ရလိုက်တိုင်းပဲတနေ့ကုန်ကြီးပါအချင်းကိုလည်းကိုပြောတော့ပြန်လာပြီးတော့နောက်တစ်နေ့ကျတော့ဘာလုပ်ရလဲဆိုတော့ကျတော့ဒီစားရတဲ့ကိစ္စပြီးတော့စားရတဲ့ကိစ္စအကြမ်းမြင်တော့ပြီးသွားတယ်ပေါ့နော်သူတို့စီကနေ inform ဒီပြန်ပြောရမယ်ဆိုတဲ့ဟာကို period တစ်ခုခဏလေးပြန်ဆောင်ပြီးတော့နောက်နေ့ကျတော့ဘာလုပ်ရလဲဆိုတော့ကားရဲ့ရင်စစ်ကိုသွားရဲဆိုတာကြတော့ဘာလဲဆိုတော့ကြတော့သူတို့ဒီမှာကကောက်တုံတော့ဘာမီးလေးတေးလေးရစားအလေးမခံဘယ်နေရာပြက်တယ်ဘာညာတရကဆိုတော့ inspection book အဲ့လိုမျိုးကားရဲ့အထဲထဲမှာထပ်ပြီးတော့အဲ့လိုစာအုပ်တုံးထပ်ထားပြီးတယ်အဲ့မှာဆိုကားတစ်ခုလုံးဘာဖြစ်ထားတယ်ဆိုတာအသေးစိတ်ပေါ့နော်အရင်တော့ကဘာတွေလဲထားတယ်ဘာတွေလုပ်ထားတယ်ဆိုတာအသေးစိတ်တို့က list ကြည့်ပြီးသားအဲ့ list တိုင်းကိုသူတို့ရဲ့အဲ့သူတို့သတ်မှတ်ထားတဲ့ကိုရီမာဆိုပြောမယ်ဆိုတော့ကားကညနာလို့ရင်စစ်ပေါ့နော်အဲ့လိုနေရာမျိုးသွားပြီးရင်ကားကိုစစ်အမှစက်ပုံတင်ပြီးတော့အမှန်ကန်နေစစ်တာအမှန်ကန်နေစစ်ပြူသွားလို့ရှိရင်ကားကိုအကုန်လုံးသူတို့ကတကယ်လို့ပြင်မှုလို့တယ်ဘာညာ quick ဆိုလို့ရှိရင်နောက်ဆုံးထားပါ error ကြီးမှရှိတယ်ဆိုလို့ရှိရင်သူတို့ကတစ်ခါတည်းပြင်ပေးမှာပြင်ရမယ်တခါတည်းဟိုဖြစ်ကမှာပေါ့နော်အဲကြတော့မှသူတို့ကဒီဟာကို pass ပေးပြီးတော့လမ်းပေါ်တက်ခွင့်ပေးမှာအဲ့လိုမှမဟုတ်ဆိုတက်လို့မရအောင်အဲ့ဒီကတကယ်လို့ကြီးမား error တစ်ခုသူတို့ဆက်တဲ့အချိန်မှာပြဿနာတစ်ခုတက်ခဲ့တယ်ဆိုလို့ရှိရင်ဖြေရှင်းပေးဖို့ခုနကတော့ showroom ကကြတော့သူတောင်းယူပေးထားတယ်အဲ့လိုမျိုးပေါ့နော်ဒါ showroom ရဲ့အားသာချက်ကြတော့အဲ့လိုမျိုးရှိတယ်အဲကြတော့ကိုရီးယားကားကို ACC စစ်တယ်ပြီးတော့ကြတော့ပြောရရင်ပတ်စံရှင်းရမှာပြူရမှာဘာညာတရကဆိုလဲသူတို့အချင်းချင်းဖုန်းဆက်ပြီးသူတို့ရှင်းပေးသွားတယ်အဲကြတော့ကိုကကားစစ်တာကိုတော့ကြည့်ပေးပြီးတော့အနေထားလေးပေါ့နော်ကိုဘာညာသူတို့ဘယ်လိုလုပ်တယ်ဘာညာနဲ့ process ကိုကျွန်တော်ကြည့်တယ်ပြီးရင်တို့စီကပေးတဲ့စာလေးတွေကိုထုံးစံတိုင်းပေါ့ဒီ Google Translate တွေရော ChatGPT ရောပါရောနဲ့တေးအောင်ဖတ်ကအမုန်းတွေဖတ်စာတွေဖတ်ပြီးတော့သူတို့အဲဒီကနေပြီးစစ်လို့ပြုလို့ပြီးသွားပြီဆိုတဲ့အခါကျတော့အဲစစ်တဲ့ဟာတွေအကုန်လုံးကိုရီးယားခုနကတော့စာဒီတို့အထဲမှာအဲ့တိုင်းပဲအခြေပိုင်းမှာစစ်ထားတဲ့စာအုပ်တွေလည်းစုထည့်ထားတဲ့စာအုပ်ကြီးနေတာကိုအဲ့ဒီကောက်ထည့်ပြန်ပြီးအကုန်လုံးပေါင်းထည့်ပေါင်းပြီးတော့ဒါကစင်စစ်ကိစ္စပြတ်သွားပြီပေါ့ပြတ်သွားပြီဆိုတော့ဒီကားကလမ်းပေါ်တက်ခွင့်ပေးလိုက်ပြီပေါ့အဲ့ကြတော့ရင်စစ်ကိစ္စပြီးသွားပြီပြောမယ်ဆိုလို့ရှိရင်တော့ကားရဲ့ဒီဘက်ကကားနဲ့ပတ်သက်တဲ့အပူတစ်လုံးကတော့ပြီးသွားပြီအေးသွားပြီအဲ့လိုမျိုးနဲ့ဒီကားကိုစီးလို့တော့ရပြီဒါပေမဲ့ကားကလိုင်စင်ကကြတော့မြန်မာလိုင်စင်ဖြစ်နေတော့ကြတော့မြန်မာလိုင်စင်ကိုဒီမှာကချက်ချင်းပြောင်းကျင်နေဆိုလို့ရှိရင်ကြတော့ခုနက DVV decision ရရင် policy ကလုပ်လို့ရမယ် policy ကရပြီဆိုလို့ရှိရင်အဲ့ policy ကနေပြီးတော့မှခုနကတော့သူ့ကိုပြပြီးသွားတော့ကျွန်တော်တို့ခုနကတော့ဒီဟိုအတွက်ကိုဆိုလို့ရှိရင်လည်း license ကိုပြောင်းတာတော့ပေါ့ဆိုလို့ရှိရင်လည်းလုပ်လို့ရမှာဗျာ
အခုကျတော့ license မှာညာပြောင်းနေတယ်ဆိုလို့ရှိရင်တော့မှပဲပြောင်းလို့မရအောင်ဘာလို့လဲဆိုတော့သူတို့ကပြောမယ်ဆိုလို့ရှိရင်များaddress က temporary address ကိုယ့်ရဲ့စာနေဆိုလို့ရှိရင်လည်းစုကူနီမီတော်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်စာနေမရှိတော့ပြောမယ်ဆိုရင်တော့ဒါယာယီပုံစံမျိုးပဲပေါ့ယာယီပုံစံမျိုးပဲဆိုတော့ကိုကစားပြန်ပြီပေါ့နော်ဒါပေမဲ့ထားပါလောဆယ်ကတော့ငါတို့ကားကိစ္စပြီးပြီသွားရေးလာရေးရပြီပြီးတော့လို့ရှိရင်တစ်ခုဆိုလို့ရှိရင်သူတို့သွားမယ့်ရုံတွေပတ်သွားလို့ရပြီပေါ့နော်အဲ့နဲ့ကားကိစ္စပြန်ပြီးဖြတ်ပြီးတော့ထွက်လာနောက်နေ့ကျတော့အဲ့ဒီပြီးတော့နောက်နေ့ကျတော့အဲ့ဒီဖြစ်တဲ့ဟာကိုသူတို့က DVB ရုံးကနေပြီးတော့ဖြစ်တယ်ဆိုပေမဲ့လည်းပဲအဲ့တော့ကျတော့တခြားမသိသေးဘူးလေမသိသေးတဲ့အခါကျတော့ DVB ရုံးကို register လုပ်ထားတယ်သူတို့ရဲ့ decision မရသေးဘူးအဲ့ကြတော့ဘယ်လိုခေါ်လဲ policy ကလုံးလို့မရမလားဆိုပြီးတော့ယုံသွားပြီးတော့သူတို့ကွန်ပျူတာလေးကောက်နှိပ်လိုက်ရုံနဲ့ပေါ်လာတာပါပဲပေါ်လာတယ်ဆိုတာကတော့ခုနလိုပေါ့နော်လောလောဆယ်မှာဒီ DVB နဲ့ပတ်သက်ပြီးတော့ banning ဖြစ်နေတဲ့ကြောင့်မလို့လုံးလို့မရသေးဘူး policy ကလုံးလို့မရသေးဘူးအဲကြတော့ကိုရီးယားလည်းကိုရီပြောပြတာပေါ့နော်ကလေးတွေနဲ့အဲ့လိုမျိုးပေါ့နော် policy ကမရှိဘူးဒါတိုင်းမရဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုခေါ်မလဲငွေရှင်းတာဆိုလုံးလို့မရဘူးဖြစ်မှာဆိုလို့ပေါ့နော်ပြောရဆိုဒီမှာဒီအကုန်လုံးက online စနစ်တွေနဲ့သွားတယ်ပြောလို့ရှိရင်ခုန register တွေပဲအကုန်လုံးကဆိုတော့မရမှာဆိုလို့ပြောပြတာကြောင့်စိတ်မပူပါနဲ့တဲ့ဒီမှာအဲ့လိုမျိုးကြီးဖြစ်ပါဘူးပေါ့နော်အဆင်ပြေအောင်ဘယ်လိုခေါ်မလဲညှိပြီးတော့ညှိနှိုင်းပြီးတော့ညှိရတော့ညှိတော့ပြောမှာပေါ့နော်မြန်မာနိုင်ငံလိုညှိတော့ပြောတော့မဟုတ်ညှိနှိုင်းပြီးတော့ဆောင်ရွက်လို့ရတယ်ဆိုတဲ့ပုံစံမျိုးသူတို့အဆင်ပြေအောင်စာရွက်စာတမ်းတွေပေးတယ်ပြောလို့ရှိရင်လည်းဘယ်နေရာကိုသွားလိုက်ပါပေါ့နော်အဲ့လိုမျိုးလေးကိုအရင်ပြောတယ်ပြောပြီးတဲ့အခါကျတော့ကိုကကျတော့ခုနလိုမျိုးပေါ့နော်အမှတ်ထားတော့ policy ကမရှိဘူးဆိုလို့ရှိရင်ကျွန်တော်ဘန်ကတ်လုပ်လို့မရဘူးဘန်ကတ်လုပ်လို့မရရင်ကျွန်တော်ဈေးဝယ်တာပြီးတော့လို့ရှိရင်ငွေရှင်းတာတွေမှာကျွန်တော်ခက်ခဲဖြစ်မယ်ပြောလို့ရှိရင်လည်းကျွန်တော်တို့ခုနလိုထားပါတော့တခြားစာရွက်စာတမ်းနဲ့ပတ်သက်တာတွေမှာဆိုလို့ရှိရင်ဘာမှကျွန်တော်လုပ်လို့မရမှာဆိုလို့ပါဆိုတော့စိတ်မပူနဲ့သွားဘန်အောင်သွားလိုက်ဘန်အောင်သွားပြီးဒီဟာတွေကိုတေချာပြောပြပြီးတော့လူမဲဟာကိုသူတို့နဲ့တိုင်ပင်လိုက်ဆိုပြီးပြောတဲ့ခါကျတော့ okay အဲဆိုတော့ policy ရုံးကနေပြန်ဘန်ကိုသွားဘန်ရောက်ပြန်တော့လဲအဲ့လိုပဲခုနကလိုမျိုးဖြစ်တယ်ဒါပေမဲ့ကံကောင်းနေတော့ကျတော့ဘန်ကျတော့အရန်ဖြစ်တယ်ဗျအဆင်ပြေတယ်ကျွန်တော်တို့ S ဘန်ပေါ့နော် S ဘန်မှာဆိုရင်ကျတော့ဘာကောင်းသွားလဲဆိုတော့ကျတော့သူတို့ကတေချာမေးတယ်ကိုရီးယားလည်းတေချာပြောပြတယ်ပေါ့နော်ကလေးတွေနဲ့ဒီလိုလေးတွေတော့လိုချင်ပါတယ်လိုလေးတွေတော့ငွေရှင်းဖို့တွေဘာညာတွေရစားပေါ့နော် cash ကြီးပဲကြာသူတို့နေရာတိုင်းမှာ cash ကြီးပဲကြာအဆင်မပြေဘူးပြောလို့ရှိရင်လည်း cash ဆိုလို့ရှိရင် test တွေဖြတ်တယ် test ကထပ်ဖြတ်တည်တဲ့ခါကျတော့ပေးရတဲ့ဗီဒီယိုမှာထပ်ပြီးတော့ကုန်တာပေါ့နော်ကုန်တဲ့ခါကျတော့သူတို့တေချာပြောပြအဲ့ဒီဘန်ပေါ့နော်ကိုရီဘန်တွေနဲ့များတခြားစီမျက်နှာတွေကိုကြိုတာပြီးတော့တကယ်ကိုစိတ်ရှိလက်ရှိနေကိုတေချာရှင်းပြပြောပြသူတို့အရင်ကမေးတယ်ပေါ့နော်ကိုတော့အဖင်းကိုပြောတတ်လားအဖင်းလို့တော့မပြောတတ်ဘူးvan ဆိုမရအောင်နည်းနည်းလောက်ပေါ့နည်းနည်းဆိုလဲရှောက်ပြောတဲ့ခါကျလို့ရှိရင်တော့သူတို့အရန်ရတဲ့ပေါ်ကြဒါမဲ့လည်းထားပါအဲ့လိုမျိုးပေါ့နော်ဒါမဲ့သူတို့နည်းနည်းလေးပြောပြတယ်ဆိုလို့ရှိရင်သူတို့ရဲ့သဘောကြီးကြပြီးတော့ပြီးအင်္ဂလိပ်လိုပြန်ရှင်းပြပြီးတယ်အင်္ဂလိပ်လိုပြောတယ်ဒါပေမဲ့သူတို့ကဘာလေးကိုပြောလဲဆိုတော့သူတို့ရဲ့ fan စကားလေးကိုတောင်းအောင်လုပ်ပေါ့နော်တောင်းအောင်လုပ်ပြောလို့ရှိရင်အခုလိုစူးစမ်းနေတဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့အဲ့လိုပုံစံမျိုးနဲ့အဲ့လိုပုံစံနဲ့အင်္ဂလိပ်လိုကြီးပဲသွားပြီးတော့ပြောမယ်ဆိုရင်တော့သူတို့သိကြိုက်တဲ့ပုံမပေါ်ဘူးဗျဒါလည်းဟိုပါပေါ့နော်ဒါသူတို့ဘက်ကကြည့်မယ်ဆိုရင်မှန်ပါတယ်သူတို့ရဲ့ဒီနိုင်ငံပေါ်မှာသူကဒါလေးပဲသူတို့ထိန်းသိမ်းထားတယ်ကျန်တာအကုန်လုံးကထားပါတော့ဒီ visa ကိုတယောက်ရလို့ရှိရင် visa စုအကုန်လုံးပေးတာပေါ့ဆိုတော့ဘယ်နိုင်ငံမှမရှိတာကြီးမလွယ်ဘူးပေါ့နော်ရှိရင်လည်းရှိမှာပေါ့နော်ဒါကိုလည်းသိကြတော့မသိဒါပေမဲ့မရှိတော့ဘူးထင်တာပဲအဲ့လိုမျိုးပေါ့အဲ့ကြတော့ထားပါတော့အဲ့လိုနဲ့ဒီဘန်ကိစ္စကိုရောက်ပါဘန်ကအဲ့လိုရောက်ကောစိတ်မပူပါနဲ့ပေါ့နော်အဲ့ဆိုလို့ရှိရင်တစ်စင်ချင်းစီဖြစ်ပေးမယ်လောလောဆယ်မှာတော့ရော့ဒီဈေးဝယ်ဖို့အတွက်ကိုပေါ့နော်ဒီဈေးဝယ်တဲ့ bonus card ပေါ့နော် bonus card နဲ့အရင်ဆုံးထားပါတော့ကိုယ့်ရဲ့ point တွေစုထားလို့ရတယ်ပြောလို့ရှိရင် cash နဲ့ဖြတ်တဲ့အခါမှာဆိုလို့ရှိရင်လည်းများသောအားဖြင့်ဖြစ်လို့ရအောင်ပေါ့နော်အသုံးပြုလို့လွယ်အောင်ဆိုပြီးတော့ bonus card အရင်လုပ် bonus card လုပ်ပြီးတော့ကိုယ့်ရဲ့ register ဖြည့်ခိုင်းတယ်ထုံးစံတိုင်းပဲဖြည့်ရတယ်ပြောလို့ရှိရင်သူတို့စီမှာအဲ့ဒီမှာလိုအပ်တဲ့ data တွေပေါ့နော်အဲ့ဟာတွေကိုဖြည့်ဖို့အတွက်လုပ်တယ်လို့ပြောလို့ရှိရင်သူတို့မှာနောက်ထပ်စာရွက်တွေပေးလိုက်တယ်ဗျာထုံးစံတိုင်းပဲတတိကြီးပဲအဲ့ဒီဖတ်ပြီးတော့ဖြည့်ပြီးလို့ရှိရင်သူတို့ဖြစ်တယ်ဆိုလို့ရှိရင်ပေါ့နော်ရပြီဆိုလို့ရှိရင်ပို့ပေးလိုက်မယ်ပေါ့ဒီစာတိုက်ကနေပြီးတော့သူတို့စီမှာကျတော့စာတိုက်စနစ်ကအခုထိတုံးတယ်ကောင်းသုံးတာမှအမြဲတမ်းလို့သုံးတာအဲကြစာတိုက်ကနေပြီးတော့ပို့ပေးလိုက်မယ်မေးကနေပြီးတော့လည်းပို့ပေးလို့ရတယ်ဆိုပြီးတော့သူတို့ပြောတယ်ပြောပြီးတော့အဲ့ဒီမှာသူတို့ဘာလုပ်လဲဆိုတော့ကြတော့စာရွက်တွေအများကြီးပေးလိုက်တယ်ဒါဖတ်ထုံးတဲ့တိုင်းဖတ်အတီးဖတ်အဲ့စာရွက်တွေယူပြီးတော့ပြန်လာပြီးတော့ကိုဒီလည်းအဲ့ဒီဖြစ်တော့ကြတော့ဒါဆိုရင်တော့ဒီဘန်ကလေးရပြီဆိုလို့ရှိရင်တော့အနည်းနဲ့များတော့သုံးလို့ရမယ်ပေါ့နော်သုံးလို့ရမယ်ဆိုပြီးတော့ဒီဘန်ကကိုယူလာပြီးတော့ဈေးဆန်းပြီးဝယ်ကြည့်လိုက်သေးတယ်ဈေးဆန်းဝယ်ကြည့်ပြောရင်ကတ်ဒီပိုင်းတောင်ဖြောင်းဖြတ်တွေဖြတ်လိုက်သေးတယ်ဖြတ်ပြီးတော့โอเคပြန်လာနောက်နေ့ကြလဲကြတော့အဲ့တိုင်းပဲအဲ့မှာကျတော့ဗာပြီးသွားရလဲဆိုလို့ရှိရင်ဘန်ကိစ္စသွားပြီးပြီ
နော်ကျန်တဲ့အဲ့လိုမျိုးကတော့ရတဲ့မှာ info ဘာညာ quick တွေပြီးလို့ရှိရင်ရင်ကိစ္စပြီးသွားပြီ policy ရုံးကိစ္စပြီးသွားပြီအဲ့ကြတော့ဘာသွားပြီးတော့ထပ်လုပ်ရလဲဆိုတော့ကြတော့စာစာကိစ္စတွေအကုန်လုံးကိုပြောမယ်ဆိုလို့ရှိရင်လုပ်လို့ရတာရောလိုက်လုပ်ထားတာပေါ့နော်လိုက်လုပ်ထားပြီးတော့ဒီဟာတွေကကျင်းဒီမှာလားရမှာလားမရမှာလားကိုရီအနေနဲ့ကြတော့လေရှင်းပြအောင်ကြောက်တယ်ဗျာရမှာလားမသိဘူးမရမှာလားမသိဝါရီကတော့ဖြစ်တယ်ဆိုတော့သူတို့ပြောတဲ့ခါကျတော့လေ AC ပါစောင့်လိုက်ပါအောင်ဆိုတော့ okay အဲ့ဆိုတော့လေစောင့်ရင်းနဲ့ဘာလို့လဲဆိုတော့ကြတော့ကားလဲဝယ်ပြီးတော့သွားရေးလိုက်ရတော့အဆင်ပြေသွားပြီပြီးတော့အဲ့လိုမျိုးပေါ့နော်ဟိုလျှောက်သွားဟိုနားသွားကြည့်ဒီနားသွားကြည့်လေးသွားခလေးဆိုလို့ရှိရင်အဲ့လိုပေါ့နော်ညနေဆိုတာနဲ့အဲ့လိုပန်းညံလေးတွေပို့ဟိုနားသွားဒီနားသွားလေးသွားအဲ့လိုကနေပြီးတော့ဘာဖြစ်လာလဲဆိုတော့ကြတော့သူများစပိန်စီကမြန်စပိန်ကတက်စီးခြင်းမြန်စပိန်ကတက်စီးခြင်းမြန်တော့အမစပိန်ထပ်ဝယ်စပိန်ဝယ်ပြီးတော့စပိန်လျှောက်စီးပြီးတော့ကြတော့လေအဲ့လိုပေါ့နော်အိမ်မှာဆိုလို့ရှိရင်လည်းဒီတရက်နေ့ဆိုတော့ကြတော့မျိုးသမီးကចောင်းစားတက်တော့သူចောင်းလိုက်ပို့ចောင်းကပြန်ကြလို့ရှိရင်အိမ်မှာအဲ့တော့ចောင်းသားကလေးတွေကចောင်းကမရသေးတော့ကြတော့ကလေးတွေကိုထိန်းကလေးတပင်းကျွေးအဲ့လိုမျိုးလုပ်ပြီးတော့အဲ့ကနေပြီးတော့ထားပါတော့ကျွန်တော်ဘယ်နေ့လဲမသိကျွန်တော်ကြည့်လိုက်အဲ့မှာဟိုဖြစ်ပြီးတော့ကလေးတွေကသူမြင်နေဗျမြင်နေဆိုတော့ကလေးတွေသူကဟိုမှာတင်ကြောင်းရသွားတာကျွန်တော်တို့တင်တာကအားလုံးသူတို့ပေးလိုက်တာကကျွန်တော်ကြားထဲမှာ info 25ရက်နေ့မှာကျွန်တော်တို့သွားပြီးတော့နောက်ထပ်ဒီဟိုနေ့မှာပေါ့နော်1ရက်နေ့မှာ2ရက်နေ့မှာကျွန်တော်ထပ်သွားပြီးတော့ကလေးတွေတော့ဒီ register ကိစ္စပေါ့နော်သူတို့ခေါ်ပြီးစကားပြောတယ်ဖြည့်တယ်ရှိတာဖြည့်ပြီးတော့ကျွန်တော်အဲ့မှာ2ရက်နေ့ကဖြည့်ပြီးတော့9ရက်နေ့ကျတော့ကျောင်းသွား9ရက်နေ့ကိုကျောင်းသွား9ရက်နေ့ကိုကျောင်းသွားပြီးတော့ကျောင်းမှာစကားတော့ပြောပေါ့နော်စကားတော့ပြောပြီးတော့မိဘကိုခေါ်တွေ့တာပေါ့ဗျာဟိုအသက်အရွယ်နဲ့ဘာညာကွပြီးရင်သူတို့စီမှာကြတော့ဟိုကလေးတွေကအဲ့လိုမျိုးပေါ့နော်ဘယ်ဟာနဲ့အလာဂျီဖြစ်တာတို့ဘယ်ဟာနဲ့ဟိုစာမတည့်တာတို့ဘာလို့ပေါ့နော်စသဖြင့်ပေါ့အဲ့လိုမျိုးတွေရှိတဲ့ခါကျတော့ကိုရီရောရှိလားဘာလားညာလားမေးတော့နော်ကိုရီကလေးကဘာမှမရှိအေးစီစောတာဘာမှမရှိအေးစီအဲ့လေကြတော့နောက်နေ့ကျတော့ကျောင်းစတက်အောင်နောက်9ရက်နေ့ဆို10ရက်နေ့ဆိုကျောင်းစတက်အောင်ကျောင်းစတက်ပြန်တော့အကြီးမလေးကတော့တက်ကပြီအငယ်ကောင်ကတက်လို့မရသေးဘာလို့လဲဆိုတော့ကြတော့ तू ကဖြစ်ရှင်တော့9နှစ်ဆိုလို့ရှိရင် तू 9နှစ်ကနေပြီးတော့18နှစ်ထိရကြတော့သူတို့ကဟိုကလေးတွေပေါ့နော်ကလေးတွေပြောလို့ရှိရင်ပြီးတော့အောက်ထိပ်အောက်မှာရှိနေတဲ့အဲ့လိုပေါ့နော်ဟို primary ကနေပြီးတော့ secondary level ပေါ့နော်အဲ့လိုမျိုးပေါ့အကြောင်းပေါ့နော် school တွေတက်ကသူက9နှစ်အောက်ဆိုလို့ရှိရင်ကြတော့သူတို့ကဟိုမူဂျူပေါ့ဗျာမြန်မာလိုပြောမယ်ဆိုရင်တော့ပိုက်ပါကိုတီပေါ့မူဂျူတွေပေါ့မူဂျူတွေကလေးတွေနေကလေးတိတ်ပုံစံမျိုးအကြောင်းမှာထားရတာအဲ့ဒီအကုန်လုံးကလည်းဟိုသူတို့ကနေပြီးတော့အဲ့လိုမျိုးအကုန်လုံးစီစဉ်ပေးတာစီစဉ်ပေးတဲ့အခါမှာဆိုလို့ရှိရင်အငယ်ကောင်ဟာကြတော့မပါလာသေးတဲ့ခါကျတော့ကိုရီးယားမေးရတော့ဗောနော်ဟာဒီမှာအကြီးမလေးကတော့ကြောင်းတက်နေရပြီဗောနော်အငယ်ကောင်လေးကကြတော့မရသေးလို့ဆိုပြီးတော့အဲ့ခုနကတော့ရားဘက်မှာ info ထပ်ပြီးသွားမိဆက်သွယ်လာပါလိမ့်မယ်ဗောနော်နောက်ဟိုဖြစ်တယ်ဆိုလို့ရှိရင်ဆိုတော့သူကျောင်းကလည်းအချင်းကျောင်းကလည်းရှိသေးတော့သူတို့စာရွက်တွေရောက်တာနဲ့ပြီးတော့အဲ့လိုမျိုးဟိုဘက်ကနေပြီးတော့ပြန်ပြီးတော့လက်ခံมาရဲ့ကျောင်းသားရဲ့ခုနက information တွေဒါမျိုးတွေဆိုတော့ကြတော့အဲ့ကနေပြီးတော့မလုပ်ရလဲဆိုတော့ကြတော့အဲ့ကသူတို့တွေကနေပြီးတော့နောက်ဘယ်တော့မှမကြောက်ဟိုကနေကြတော့ထပ်ပြီးတော့ရောက်လာ17ရက်နေ့ကျတော့ရောက်လာ17ရက်နေ့ကျတော့သူကဘာလုပ်လဲဆိုတော့ကြတော့17ရက်နေ့မှာအငယ်ကောင်လေးကိုသူចောင်းတက်ဖို့ပေါ့နော်စာရွက်ပို့လိုက်တယ်ပေါ့နော်ပို့လိုက်တယ်ဆိုတာဂျားထဲမှာကသူတို့ကပိတ်ရက်တွေရှိတယ်ပြီး Easter Day တွေပိုင်းညာရှိတယ်ဆိုတော့ကြတော့အငယ်ကောင်လေးအတွက်ကကြတော့21ရက်နေ့ကိုသူ့ကိုခုနလိုပဲဟို parent teacher discussion ပုံစံမျိုးလေးလာတွေ့ပါဆိုတော့ကြတော့ okay အဲ့ဒါဆိုလို့ရှိရင်ခလေးတွေ့လိုက်တာစိတ်အေးသွားပြီပေါ့နော်အဲ့လိုမျိုးနဲ့အဲ့အချိန်မှာပဲကျွန်တော်10ရက်နေ့မှာကျတော့နောက်ထပ်ဘာဟွာဖြစ်လဲဆိုတော့ကြတော့ဒီရရမှာ info ကနေပြီးတော့ပဲလမ်းပြီးတော့သူတို့စီမှာခေါ်မယ်ဆိုရင်တော့တီးရုံပေါ့ဗျာတီးရုံကနေပြီးတော့တီးရုံကဘာလဲဆိုလို့ရှိရင်ကျတော့အလုတ်ကန်ရှာဖွေရေးပေါ့အလွယ်ပြောမယ်ဆိုရင်တော့အဲ့နေပြီးတော့ကိုယ်လှမ်းပြီးတော့ခေါ်ပြီးတော့14ရက်နေ့ကိုစာလာပို့တာပေါ့နော်စာလမ်းပို့တယ်14ရက်နေ့ကိုသူတို့စီမှာလာပြီးတော့တွေ့ပြီးသွားလို့ရှိရင်ဒီဟိုနဲ့ပတ်သက်တဲ့အလုတ်ကန်ခွန်လန်းနဲ့ပတ်သက်တဲ့ကိစ္စစကားပြောစရာရှိရဆိုဟိုဘာလဲပေါ့ပျော်သွားတော့ဘာညာမဟုတ်သေးမလားရောက်လဲဆိုင်ငါတို့ဒီဟိုဖြစ်နေဆိုရင်တော့ဟိုလူလေးပါလေးလောက်ရမလားမသိဘူးပေါ့ဒါပေမဲ့လည်းဟိုထင်ပါတယ်ဟိုအလုပ်လုပ်ရတယ်ဆိုရင်တော့မှပဲဘာသာစကားဟိုမဖြစ်ပဲနေအောင်ဒီမှာတည်းကမလွယ်တော့ဘူးဆိုတော့ဒီဘာလို့လဲဆိုတော့အင်္ဂလိပ်စကားသိရင်တော့မှပဲအင်္ဂလိပ်လိုမပြောဘူးဘာလို့မပြောလဲဆိုတော့ကြတော့သူတို့ရဲ့ဘာသာစကားကိုပြောပြသွားမှာဆိုလို့အဲကြတော့သူတို့ရဲ့ဘာသာစကားကောင်းမရအောင်ဆိုလို့ရှိရင်တိတ်ပြီးတော့လုံရဖို့ပါညာဆိုတာမလွယ်ဘူးဗျာ
ဒါပေမဲ့ထားပါဒါတော့ဟိုဖြစ်တယ်ဒီဘက်ရောက်ကလေးကကိုယ်ဆုံးဖြတ်လိုက်တာငါလောလောဆယ်မှာအလုံးမလုပ်တော့ဘူးလုံးလို့လည်းမဖြစ်သေးဘူးပေါ့နော်လုံးရင်တော့မှပတ်တိုင်းလောက်ပဲအရင်လုံးမယ်ပြီးသွားရင်အဓိကတော့ဘာသာစကားကိုလေ့လာတဲ့နေရာမှာ on campus ပေါ့နော်ကျောင်းတက်ပြီးတော့လေ့လာမယ်အဲကြတော့မှဟိုဘယ်လိုခေါ်မလဲရည်ကျင်းမှုပေါင်းစုံနိုင်ငံပေါင်းစုံနဲ့လည်းတွေ့ခွင့်ရမယ်ဟိုအပေါင်းအသင်းမိတ်ဆွေရမယ်ပြောလို့ရှိရင်လည်းအများကြီးလဲကိုထပ်ပြီးတော့ဟိုလုပ်လို့ရမယ်ပေါ့နော်ဟိုဘယ်လိုပြောရမလဲ upgrade လုပ်လို့ရမယ်ပေါ့ကိုအဲ့လိုမျိုးဆိုတော့ on campus တက်မယ်ပေါ့နော်သူတို့တွေကလည်းထားဟိုဖြစ်မယ်ဆိုတော့ကြတော့အဲ့ဒါနဲ့14ရက်နေ့ကျတော့သွားတွေ့တဲ့ခါကျတော့လည်းဒီတိုင်းပဲ14ရက်နေ့ရောက်တဲ့အခါမှာဆိုလို့ရှိရင်သူတို့ကအရင်ဆုံးကတော့ဒါသူတို့28ရက်နေ့မှာကျောင်းတို့ဒီ language test လုပ်မယ် language test လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုခေါ်ပြီးတော့ပြောလို့ရှိရင်လည်းဘယ်ရုံးတွေပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်လည်းမင်းတို့ဒီဟာတွေကိုရှောက်လို့ရတယ်။ဆိုကြပါစို့ဗျာကျွန်တော်တို့ကဲလာတွေပါဆိုလို့ရှိရင်လည်းရှောက်လို့ရတယ်။ကဲလာဆိုတာကဘာလဲဆိုလို့ရှိရင်ကြတော့ဒီမှာပြောမယ်ဆိုလို့ရှိရင်တော့ဟိုပါပေါ့ဗျာကျွန်တော်တို့လူမှုကယ်ဆယ်ရေးပုံစံမျိုးပေါ့ကယ်ဆယ်ရေးဘာညာပုံစံမျိုးဘာလဲဆိုတော့ကြတော့ဥမာထားတော့အလုံးမရှိလို့ရှိရင်အလုံးမရှိရတော့ထောက်ပံ့ကြီးပေါ့ပြောလို့ရှိရင်ចောင်းသားဆိုလဲចောင်းသားထောက်ပံ့ကြီးခလီဆိုလဲခလီထောက်ပံ့ကြီးပြောလို့ရှိရင်အိမ်ငားလဲဆိုလို့ရှိရင်အိမ်ငားတော့ထောက်ပံ့ကြီးအဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးတွေကဆိုရှောက်လို့ရဒီမှာတော်တော်များများဆိုလို့ရှိရင်လည်းအဲ့လိုမျိုးတွေရှောက်ပြီးတော့ဟိုချိုးတွေပေါ့နော်နေတဲ့လူတွေကလည်းနေပြီးတော့အဲ့မှာတင်ဟိုဈေးကတော်တော်ကြီးကိုတက်တာသွားပြီဗျာမှားထားတော့အလုံးလက်မဲ့ဆိုလို့ရှိရင်ကြတော့ unemployment benefit ဆိုလို့ရှိရင်တယောက်ဝင်ကိုပဲအဲ့လိုယူ800လောက်ရအဲ့ဒါပဲအဲ့လိုပေါ့နော်ရှောက်ရတာတော့ထုံးစံတိုင်းမသိတဲ့အတိုင်းစာရွက်ရောက်တတိကြီးပဲအဲ့တတိကြီးကိုဖတ်ပြီးတော့မှအဲ့ဟာတွေကိုဖြစ်အဲ့ကြတော့ကိုကပထမတော့ကိုကလည်းစဉ်းစားထားတော့ငါတို့တကယ်လို့ဟိုဖြစ်မယ်ဆိုလို့ရှိရင်တော့မလျှောက်ဘူးပေါ့နော်ဘာမှမလျှောက်လဲဆိုတော့ကြတော့တော်ကြနေရှောက်လိုက်တယ်ဆိုလို့ရှိရင်ဒီဟာတွေရှောက်တဲ့အခါကျလို့ရှိရင်နောက်ပိုင်း permanent resident ရှောက်တာတို့ဘာလို့ညာတို့ကြိုင်ဒါတွေကနေပြီးတော့စကားပြောလာမှာဆိုလို့ပေါ့နော်အဲကြောင့်မရှောက်တော့ဘူးလို့ဒါပေမဲ့မရှောက်ဘူးဆိုရင်တော့မှပဲတိအောင်ပေါ့နော်ဖတ်ကြည့်တဲ့အခါမှာကျတော့ဘာတွေတွေ့လဲဆိုတော့တော်တော်များများသောအချက်တွေကသူတို့ရေးထားတဲ့ပုံစံပေါ့နော်ဟိုတကယ်လိုတဲ့လူတွေကိုကူညီချင်တာသူတို့ရေးထားတဲ့ပုံစံအဲကြတော့လိုအပ်မှရှောက်ပေါ့နော်ဒါပေမဲ့လည်းအဲ့ဒါကိုသူကဟိုဟာဖြစ်တဲ့ပုံစံမျိုးကြီးဟိုချုပ်ထိန်းထားတဲ့ပုံစံမျိုးကြီးမဟုတ်ဘဲနဲ့အကုန်လုံး open လုပ်ပေးထားတယ်မင်းကခုနကလိုပေါ့ဗျာဟိုလိုလည်းပြောလို့ psycho test ပုံစံမျိုးတွေပေါ့မင်းကတကယ်ကိုအလုပ်လုပ်ချင်တဲ့လူလားဒီဟာနဲ့ပဲဟိုမှေးပြီးတော့ဟိုဟာဖြစ်မဲ့လူမျိုးလားတို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးမေးခွန်းတွေမှာအစသူတို့ကဟိုနှစ်ခွသုံးခွလေးမေးထားရရှိရဆိုတော့ဟိုပွင့်လင်းပြောရင်တော့မလျှောက်စေချင်ဘူးဗျာမလျှောက်စေချင်ဘူးဆိုတာဟိုအရင်မှခက်ခဲနေလို့ကို့မှာခုနကလိုမျိုးဟိုကြိုပြီးတော့ပြင်ဆင်လာတဲ့ငွေကြီးဘာညာမရှိဘူးဆိုရင်တော့တမျိုးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အနေထားတစ်ခုဖန်တီးထားရဆိုရင်တော့မလျှောက်တာတော့ကောင်းမယ်လို့ထင်တယ်ဟိုစာရီတခြားဖတ်ကြည့်လိုက်ရင်တချို့ဟာတွေကဟောငါရရင်ပြီးတာပဲဆိုတော့ပြင်မဲ့နောက်မှာအဲ့လိုမျိုးတွေပါတယ်ဗျာဟိုဒီနေ့ပြောမယ်ဆိုလို့ရှိရင်တို့ကအဓိကခက်ခဲတဲ့လူကိုပေးချင်တာရယ်ပြောလို့ရှိရင်အဲ့လိုပေါ့နော်အဲ့ benefit တွေကဟိုကျွန်တော်အမြင်ပေါ့နော်လိုတဲ့လူကိုပေးတာဗျာမလိုရင်ဒါမှမဟုတ်လို့ရှိရင်တကယ်မှမခက်ခဲနေရင်တော့ယူမနေနဲ့အဲ့လိုမျိုးယူရင်တော့ယူတာနဲ့တန်နဲ့ပေးစမှုတစ်ခုပြန်လာလိမ့်မယ်အဲ့လိုမျိုးပေါ့နော်ဒါလည်းတို့ကဟိုပေးရမယ်လို့ဆိုလိုချင်တာမဟုတ်ဗျာတို့က format တစ်ခုနဲ့တွားတာဖြစ်တဲ့အတွက်ကြောင့်မလို့တယောက်ကိုမှထားပါတော့သူ့ရဲ့အခုနောက်ပြောသလိုမျိုးပေါ့ ID နဲ့ကောက်ရက်လိုက်တာနဲ့ဒီကောင်ဒီစရောက်ခရေကနေပြီးတော့ဘယ်လိုဘာလုပ်ခဲ့တယ်ဆိုတာမျိုးအကုန်လုံးကဟို record ကလိုက်နေကြမလို့ဗျာအကုန်လုံးတိုင်းပြီးတော့တောက်ဆိုတာနဲ့အကုန်လုံးကြာလာဆိုတော့ကြတော့အဲ့ကြတော့ရှင်းပြောလို့ရှိရင်တို့နိုင်ငံလာရတယ်တို့နိုင်ငံမှာဟိုဘယ်လိုခေါ်မလဲတို့နိုင်ငံသားအခွင့်အရေးတွေအပြည့်အဝယူတယ်ပြောလို့ရှိရင်တို့နိုင်ငံသားတွေရဲ့ဟိုအလုပ်ကန်လည်းလှူတယ်ဟိုဟာဖြစ်တာတွေလည်းအကုန်လုံးယူတယ်ဒါမျိုးတွေပေါ့နော်ဒါတို့မတွေးရင်တော့မတွေးပါဘူးတို့တော့တွေးမှာမဟုတ်ပါဘူးဒါပေမဲ့ဟိုကိုစဉ်းစားကြည့်တာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကြတော့ဟိုရှင်းပြောလို့ရှိရင်ဒီမှာ survival လုပ်ဖို့အတွက်ဆိုတာတော့ဒီမှာအခွင့်အရေးလာယူတယ်လို့ကိုထင်တာပြောတာဗျာအဲ့လိုမျိုးဖြစ်နေမှာအဲ့ကြတော့ကိုတော့မလုပ်ချင်တော့ဘူးပေါ့နော်အဲ့ကြတော့ဒါပေမဲ့တိအောင်တော့ဖတ်ကြည့်တယ်လုပ်ကြည့်တယ်အဲ့နဲ့အကဲလာရုံပါညာလဲတွားကြည့်ပြီးတော့ခုနကလိုနည်းနည်းဟိုဖြစ်ကြည့်တယ်ပေါ့နားထောင်ကြည့်တယ်ဒါပေမဲ့ဆက်မလျှောက်တော့ဒီအဲ့မဲ့ထားလိုက်တော့တယ်အဲ့ဒါကခုနကတော့လိုမျိုးအခုပြောတာကဘယ်နားရောက်သွားပြီလဲဆိုလို့ရှိရင်โอเคအဲ့ဆိုတော့ခုနကတော့ DV ကိစ္စပြီးသွားပြီ police ရုံးလည်းရောက်ဖူးသွားပြီပြောလို့ရှိရင်ကားလိုင်စင်ရုံးလည်းရောက်ဖူးသွားပြီပြောလို့ရှိရင်အဲဒီရရမှာ info D ရုံးပြောလို့ရှိရင်အဲ့ရနေပြီးတော့မှခုနကကဲလာအကုန်လုံးစုံသွားပါဘောနော်တော့မဲ့ဆောက်တဲ့ကိစ္စတွေအကုန်လုံးအဲ့လိုပဲဂျားထဲမှာလည်းဘာဖြစ်လဲဆိုတော့ကြတော့ဘန်ကနေပြီးတော့လည်းအဆင်ပြေသွားတယ်ဘန်ကလည်းဘာလို့လာလဲဆိုတော့ဘန်ကလည်းကိုရီးယားကထက်ဆိုးတယ်သူတို့ကအခန်းဆက်နဲ့လာဘယ်လိုအခန်းဆက်လဲဆိုလို့ရှိရင်ပထမတရက်မှာအရင်ဆုံးဟိုကိုရီဒီမှာလည်းမဟုတ်ဘူးကိုရီဒီမှာဆိုရင်ကောက်ကပ်ပြီးပေးလိုက်တယ်ဆိုလို့ရှိရင်ကိုပတ်စောနဲ့ကိုနှိပ်ပြီးသွားပြီသူတို့စီမှာအဲ့လိုမျိုးမဟုတ်ပထမတရက်အရင်ဆုံးဘာလာလဲကိုရဲ့ဟိုဟာလေးလာတယ်ဟိုပြောမယ်ဆိုလို့ရှိရင်ဗျာဟိုဟာလေးပေါ့သူတို့စီမှာဆိုရင်
ဒီကလူတွေကတော့မြန်မာပြည်လူတွေကမျိုးမှမဟုတ်ဘူးသူကဘာကုတ်လေးပါတယ်ဘာကုတ်လေးနဲ့ ABCD EF G ပေါ့နော်ထားပါတော့8ခုဆို8ခုပေါ့ပြီးတော့1 2 3 4 5 6 9 10အဲ့ဒါ20လောက်ပါတယ်အဲ့မှာအဲ့ဇေယျနဲ့စုံတဲ့နေရာတွေမှာအဲ့လိုနံပါတ်တွေပါတယ်လေးလုံးနဲ့အဲ့လိုကတ်တစ်ခုအဲ့ဒါတရက်နောက်တရက်နေတော့ကြာနောက်ထပ်လာတယ်ဘာလဲဆိုတော့ကြာတော့ online ကိုဒီ bank ဟိုတွေကိုဝင်မယ်ဆိုလို့ရှိရင် application တွေကိုဝင်မယ်ဆိုလို့ရှိရင်ခဏရှင်းလုံးအဲ့ဒါစာရွက်တရက်နောက်တစ်ခုနောက်တရက်ကြာထပ်လာတယ်ကိုယ့်ရဲ့ visa card ကိုဆိုလည်းဒီတိုင်းပဲအဲ့ visa card ကိုမှတေးချောင်းစာရွက်နဲ့ပတ်ပြီးတော့တေးချကတ်ပြီးတော့ပေါ်ဖြစ်တာနောက်တစ်ခုပြီးတော့နောက်ထပ်ပြီးတော့နောက်တစ်ပတ်နေတော့ကြာထပ်ရောက်လာတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် online မှာထားပါတော့ဟိုဖြစ်ပြီးတော့ဘဏ်ကိန်းနဲ့ငွေချီတော့မယ်ဘာညာဆိုလို့ရှိရင်ကတ်ထိုးပါအောင်ကတ်ထိုးလို့ရှိရင်ကိုရီဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ကုန်းနံပါတ်ကောက်နှိပ်လိုက်ရတယ်တော့ကြောင့်မဟုတ်အဲ့ကတ်ကိုထိုးပြလို့ရှိရင်နှိပ်ဖို့အတွက်ထားပါတော့ပြောမယ်ဆို shopping code ပေါ့ဈေးဝယ်ဖို့အတွက်ကကတ်တစ်ခုအဲ့လိုမျိုးအဲ့ကြတော့အဲ့ဟာတွေအကုန်လုံးစုံသွားပြီမလားအဲ့ဟာတွေအကုန်လုံးစုံသွားပြီဆိုတော့မှသူတို့ရဲ့ခုနကတော့ app ကို down နဲ့ down နေ download မရပြန်အောင်ဆရာကြီးဘာလုပ်ရလဲဆိုတော့ကြတော့အရင်ဆုံးကျွန်တော် iPhone ဆိုလို့ရှိရင်လည်း region ရင်ချိန်ဒီက Finland region ပြန်ချိန် region ချိန်လိုက်တယ်ချိန်ပြီးတော့အဲ့ region ချိန်လိုက်တော့မှအဲ့ app ကပေါ်လာအဲ့ app ကိုပေါ်လာ app ကို down ပြီးတော့အဲ့ app ကို down ပြီးတော့လို့ရှိရင်ခုနကတော့အဲ့ app တွေဝင်ဖို့အတွက်ကိုသူတို့ပေးထားတဲ့ခုနကတော့ connection လုံးစာရွက်ကိုယူအဲ့စာရွက်ကနေအရင်ဖြည့်ပြီးတော့နောက်ထပ်ခုနကတော့အဲ့မှာသူတို့ကမေးလာအောင်ကျွန်တော်ဆိုကြပါစို့ဗျာ G15 ပေါ့ G15 ကိုရိုက်ထည့်ပါဆိုလို့ရှိရင် G15 ကိုအဲ့မှာခုနကတော့သူပေးထားတဲ့ list တွေကနေပြီးတော့ကြည့် G15 okay အဲ့ဒါကိုရိုက်ထည့်ပြီးတော့လို့ရှိရင်အဲ့ဒါရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်မပြီးသေးဘူးဆရာကြီးကဟိုဘက်ထဲမှာ confirmation code တစ်ခုထပ်တောင်းရင်ဖြည့်ပြီးလို့ရှိရင်အဲ့ဟာကိုခုနကတော့ကိုလိုချင်တဲ့ password ကိုပြန်ပေးသွားပြီဆိုလို့ရှိရင် okay ပြီးပေါ့ဒါဆိုငါတို့ဘယ်မှာသုံးငါတို့ password ငါတို့သုံးလို့ရပြီမထင်နဲ့ဆရာကြီးမရသေးပြန်အဲ့ဒါဘာလို့ရလဲဆိုလို့ရှိရင်ကိုဒီဟိုတွေကိုဝင်တာပဲ app တွေကိုဝင်တာပဲကို password နဲ့ဗာနဲ့ညာနဲ့ဖြစ်သွားတာအဲ့ပြောရင်ငွေလွှဲတာတော့ဗာတော့ဗျာ online ဗာညာလွှဲမယ်ဆိုရင်တော့မှန်ပါတယ်ဒါရပါပြီအဲ့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကြတော့အဲ့ဒါရအောင်ဆိုကိုရီးယားလည်းတည့်ရတဲ့အတိုင်းပဲရပြီဆိုရင်ကိုရီးယားလည်းစမ်းတာအဲ့ကနဲ့သွားကားစီသွားဖြည့်တာစီလည်းဖြစ်တယ်ပြီးတော့ကိုထိုးပြီးတော့နှိပ်တာဟောနှိပ်လို့ဘလို့မှလည်းမရဘူးကိုပတ်ဆုံးလည်းမရဟာဘာလဲဟာလို့အဲ့ကြတော့ခဏနှိပ်ရရင်လည်းကြာနေလောကကြောက်သွားမှလည်းကြောက်ပါသေးအဲ့ဒါနဲ့တစ်ချက်စဉ်းစားပြီးတော့အဲ့ဒီဟိုဖြစ်တဲ့ခါကျတော့ဒီမှာကိုဖြစ်နေတဲ့ကိုမင်းနေတဲ့ကိုညီလေးပေါ့နော်ဟိုဟယ်ဆင်ကီရဲ့ညီလေးကိုလှမ်းမေးကြည့်ကြကိုရဲ့အမှုအဲ့ဒါ shopping ကုတ်ထည့်ရတာလေဟာအဲ့နဲ့အဲ့ကကဖြစ်တဲ့ကုတ်ကိုကောက်ထည့်လိုက်တော့မှဂွိဆိုအဲ့ကြတော့မှတော်တော်ရှုပ်တာပဲလို့သူတို့ကဟိုဘယ်လိုခေါ်အကုန်လုံးစနစ်နဲ့ဟိုထိန်းချုပ်ထားတာပေါ့နော်ထိန်းချုပ်ထားတဲ့ခါကျတော့အဲ့ကနေပြီးတော့ပဲအကုန်လုံးဟိုဘယ်လိုပြောရမလဲကြည့်နေလို့ရတာပေါ့နော်ကိုဘာလုပ်လဲဆိုတာအကုန်လုံးသိတယ်အဲ့လိုပုံစံမျိုးငွေပဲသူဘယ်လောက်ဝင်သွားတယ်ဘယ်လောက်ထွက်နေတယ်ဘယ်လိုသုံးနေတယ်စသဖြင့်အဲ့ဒီအစားအကုန်လုံးသိဒါတော့မှအခုအကုန်လုံးဘဏ်ကိစ္စအဆင်ပြေသွားပြီဆိုဒီဘဏ်ကိစ္စအဆင်ပြေသွားရင်တော်တော်များများအဆင်ပြေသွားတာဗျာဒါပေမဲ့အဲ့ဟာတောင်မှပဲဘာလို့အောင်မလဲဆိုရင်ကျွန်တော်မနေ့ဖြန်တို့လို့ရှိရင်တော့မှပဲထပ်ပြီးဘဏ်သွားအောင်မယ်ဘာလဲဆိုလို့ရှိရင်သူတို့တွေဒီမှာကသူတို့ရဲ့ website ထဲတွေကိုဝင်ခြင်း website ထဲတွေကိုဝင်ခြင်းလို့ရှိရင်ဒီတိုင်းဝင်လို့မရဘူး website ထဲဝင်ဖို့တော့ကိုအဲ့ဒီခုနကတော့ဘဏ်အနေပြီးတော့ပြန်ဖွင့်ပြီးမှအဲ့ဟွာတွေဝင်လို့ရမှာဟိုဘယ်လိုခေါ်မလဲ authentication ပေါ့အဲ့လိုမျိုးထပ်ပြီးတော့ဖွင့်ပေးရသေးတယ်အဲ့ကြတော့မှဆိုကြပါစို့ကျွန်တော်ဖုန်းပေဖြည့်ချင်တယ်ဆိုတော့ကိုဖုန်းပေကိုဒီတိုင်းဖြည့်ချင်တိုင်းဖြည့်လို့မရဘူးပြီးအဲ့ authentication ဖွင့်ပြီးတော့မှအဲ့ဟာကိုဖွင့်ပြီးလို့ရှိရင်အဲ့ကနေပြီးတော့မှဝင်လိုက်တော့မှခုနလိုမျိုးရှိရဲ့သူတို့ရဲ့ဒီနိုင်ငံရဲ့ website တွေကျတော့ဝင်လို့ရတာဗျဥပမာဆိုကြပါစို့ဖုန်းပေဖြည့်ချင်တယ်ဆိုလည်းအဲ့ website ကိုဆိုရင်အဲ့သူတို့ဖွင့်ပြီးမှဝင်လို့ရပြောလို့ရှိရင်လည်းခုနကလိုဟိုထားပါတော့ကဲလာတော့ပါဆိုလို့ရှိရင်လည်း online တွေရှောက်လို့ရတယ် online နေပြီးတော့သူတို့ရဲ့ process တွေကိုကြည့်လို့ရတယ်ဒါပေမဲ့အဲ့ဟာရဲ့ခုနကလိုမျိုးပေါ့နော် application လုပ်ဖို့တော့ပါခုနကစာဖတ်တာလောက်ကတော့သူ့ website မှာကြည့်လို့ရတယ် okay တကယ်ကို apply လုပ်တော့မယ်ဘာညာခွေးကွာဟေးဆိုလို့ရှိရင်ကြတော့အဲ့ website ထဲဝင်အဲ့လိုပဲခုနကလမ်းမှာဆိုလို့ရှိရင်လည်းကိုကားဘယ်လိုတွေမောင်းလာခဲ့တယ်တို့ဘာတို့ညာတို့ပြောလို့ရှိရင်ဟိုထားပါတော့ရဲကိစ္စဘာညာခွေးကွာအဲ့တော့ website ဆိုရင်လည်း traffic con ဆိုတာရှိတယ် traffic con ဆိုတဲ့ website ထဲဝင်နေတယ်မလားရိုးဆိုလို့ရှိရင်ဘာတွေလုပ်တယ်ဆိုတာကိုကြည့်လို့ရမယ်ကိုကအဲ့ခုနကတော့ကိုရဲ့ခုနကတော့ဘဏ်ရဲ့ authentication နဲ့ကိုရဲ့ဟိုဟာနဲ့ဆိုလို့ရှိရင်ကြတော့ register နံပါတ်ပါညာခုနကလိုရပြီဆိုလို့ရှိရင်ဘဏ်ဟာရပြီဆိုလို့ရှိရင်ကြတော့ဝင်လိုက်လို့ရှိရင်ဘယ်မှာတော့မီးနီဖြတ်တာတို့အဝါဖြတ်တာတို့ကီလိုကျော်တာတို့ဘာတို့ပါအစားပြောလို့ရှိရင်ကိုရဲ့ခုနကတော့ငွေဆောင်ထားတာတို့ဘာလို့ဆိုအဖုံးပြန်စစ်လို့ရတယ်အဲ့လိုဆိုတော့အဲ့ဒီဟာကိုသွားလို့အောင်မယ်အဲ့ကြတော့ဟိုဒီတလားအတွင်းမှာဒါပြောရတာတော့မှဒါတော့မှအခုမိနစ်40ကျော်သွားပြီအများကြီးပဲဗျာ short ပြီးတော့ဖြစ်ထားတာပေါ့နော်ဟိုဘယ်လိုခေါ်မလဲနေ့တိုင်းဒီပေါ့အချင်းကြီးပေးထားတဲ့ပုံစံမျိုးစနေတင်ငွေတွေကတော့သူတို့ကရှင်းတယ်သူတို့လည်းလုံးဝနားပဲသူတို့ကိုယ်တိုင်ကလှုပ်ကိုမလှုပ်တာ
အဲ့လိုမျိုးဆိုတော့ကြာစနေနေ့တွေတို့နားရင်ကိုယ်တွေလည်းနားပဲအဲ့လိုမျိုးပေါ့နော်အဲ့ကြတော့ Monday to Friday ကလုံးဝပတ်ပြီးပြောလို့ရှိရင် Saturday Sunday ကြရင်တာမိတာဖ4ယောက်ဒီမှာကိုမသွားဘူးတာလေးတွေမစားဘူးတာလေးတွေအဲ့ဒီရှောက်သွားပန်းချန်လေးရှောက်သွားဒါမျိုးလေးပေါ့နော်ဂျားမှာဆိုလည်းပေါ့နှင်းနေပါကြီးကြာပါညာနဲ့ဆိုပျော်စရာကြီးပေါ့အဲ့လိုမျိုးပေါ့နော်အဲ့ကြတော့ပြောချင်တာပါလဲဆိုလို့ရှိရင်အခုဒီလိုမျိုးအကုန်လုံးကိုဒီတလားထဲမှာတော်တော်များများပြည်စုံသွားပြီဗျာတော်တော်များများလည်းအဆင်ပြေသွားပြီခုမှထားပါတော့ဒါဒီကြားထဲမှာအသေးစိတ်ပြောမှလေးတော့ရှိတယ်ဗျာဒီဗီဒီယိုတို့ပါဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ဟိုစာပြန်တင်ထားတာပေါ့နော်အတလားကန်စာပုံစံမျိုးလေးပြန်တင်တာလေးဒီဗာလေးညာလေးဒါကြီးကပြောလိုက်ရင်ချဲ့ပြီးတော့ပြောရမှာဆိုတော့ကြတော့နောက်ပိုင်းကျမှတစ်ခုချင်းစီလေးပေါ့နော်ငါတော့ခုနကပြောလို့ပဲဟိုအစားတော့ပြောလို့ပဲ IKEA မှာဆိုလို့ရှိရင်လည်းဘယ်လိုပစ္စည်းတွေကိုဘယ်လိုတွေထားတယ်ဘယ်လိုတွေအစင်းဘယ်လိုလေးလုပ်တယ်ပြီးရင်ဒီဗီဒီယိုမှာဆိုလည်းဒီရဲ့ဘယ်လို process ဒီဆိုလည်းဒီရဲ့ process ကဘယ်လိုမျိုးပေါ့နော်ကျွန်တော်ဟိုဘယ်လိုခေါ်မလဲကိုယ်တိုင်လိုက်ကြည့်ပြီးတော့ like ဟိုဖြစ်ထားတဲ့ဟာလေးတွေကိုနိုင်တဲ့လောက်လေးပြန်ပြောရမယ်ပေါ့နော်ပြန်ပြောပြမယ်ပေါ့နော်အဲကြောင့်အဲ့ဒါလေးလည်းအဲ့လိုအတူတူလေးတွေလုံးမယ်ဗျာဒါကြီးတော့အရန်ရှိရင်တော့ဘူးမှလည်းကြည့်မှလည်းမဟုတ်အဲ့လိုမျိုးဖြစ်မှာဆိုလို့အဲကြောင့်တော့ဟိုဒါဟိုကဒီလိုမျိုးလေးပေါ့နော်ဟိုဒါကတော့ overall ကိုခြုံပြီးတော့ပြောလိုက်တဲ့ပုံစံမျိုးပေါ့အဲကြောင့်တော့ဒီစနေတင်းတွေပြီးခဲ့တဲ့စနေတင်းတွေပေါ့အခုကဒီနေ့ကကျတော့အင်္ဂါဖြစ်သွားပြီဆိုတော့သူတို့ဟိုဟာကကျတော့ Easter Day ပေါ့ Easter Day ကကျတော့4ရက်ပိတ်ပေးတဲ့ခါကျတော့ Estonia ကိုသွားနေလိုက်တယ်သွားလိုက်တယ်ဆိုတော့ကျတော့ဒီတလားတော့ဗာပဲပြောနိုင်ငံအစ်တစ်နိုင်ငံရောက်သွားတယ်ဒီမှာလည်းဗာပဲပြောဟိုလောတဲ့မှာကိုဘာမှအလုပ်တွေပါညာတွေဘာမှဖြစ်ရသေးဘူးဆိုပေမဲ့ကြောင့်တင်တန်းတက်ဖို့အတွက်28ရက်နေ့ကိုဗာပဲပြော date တစ်ခုရထားပြီပြောလို့ရှိရင်လည်းဇောင်းဆိုင်တဲ့ကိစ္စတွေတော်တော်များများအဆင်ပြေသွားပြီခလီအကြောင်းတက်လို့ရပြီမျိုးသမီးလည်းဗာပဲပြောသူ့အကြောင်းမှာသူအနေထားတစ်ခုသူတို့ကသူတို့ကောင်းကောင်းသိနေပြီအဲကြတော့ဟိုဗာပဲပြောဒီတလားတော့အများကြီးအဆင်ပြေတယ်ပြောရမယ်ဗျာအဲကြတော့ကိုယ်တွေလှုပ်ရှားတွေအကုန်လုံးပြီးသွားတော့နောက်လာတွေကတော့နည်းနည်းလေးအေးဝါးပြီးထင်တာပဲနည်းနည်းအေးဝါးဆိုတာဗျာဘယ်လိုမျိုးလဲဆိုတော့ကြာဒီစားတဲ့ကိစ္စတွေဘာညာကွာတွေအရင်မပြေးရတော့ဘူးဆိုလို့ရှိရင်ဟိုကနေကိုစာလေးအေးဆေးလုံးမယ်ဗျာပြောလို့ရှိရင်ကလေးတွေတော့အချိန်ပေးမယ်နည်းနည်းခုနလိုဟိုဒီလိုဘယ်ဟာလေးရဘလို့ဆိုတာမျိုးလေးတွေကိုဗီဒီယိုလေးတွေပေါ့နော်ဗီဒီယိုလေးတွေရိုက်ပြီးတော့အမှတ်တရကြီးတင်မယ်ပေါ့အဲ့လိုမျိုးလေးတော့စဉ်းစားထားတယ်အခုကဒါတော့ကျွန်တော်ဖင်လန်မှာတလားပေါ့နော်တလားလုံးနေခဲ့တဲ့အတွေ့အကြုံလေးကိုကိုအမှတ်တရလေးတင်ထားခြင်းလို့အဲ့ဒါလေးကိုဗီဒီယိုလေးရိုက်ပြီးတော့เนาะတကယ်လို့ကြည့်ပြီးတော့ဟိုတည်ကျင်တဲ့ဟာလေးတွေရှိရင်လည်းမေးလို့ရအောင်ရေပြောလို့ရှိရင်ဟိုလာမဲ့လူတွေပေါ့ဗျာအဓိကလာမဲ့လူတွေဆိုလို့ရှိရင်လည်းဒီ process တွေဘယ်လိုလုပ်ရလဲဆိုတာမျိုးလေးတွေအကြမ်းမြင်လေးတော့ idea လေးတစ်ခုရအောင်ပေါ့เนาะအဲ့ဒါလေးကို report လေးလုပ်တာပါဗျကျွန်တော်ပြောရတဲ့မှာဟိုပထမဦးဆုံးကျွန်တော်လည်းဟိုဖြစ်တဲ့ဟာမျိုးဆိုတော့လေအမှားယွင်းနေပါမယ်ဗျပြီးသွားရင်ဟိုတချို့ဟာလေးကြလို့ရှိရင်လည်းတိဖို့လိုတာလေးတွေပြောဖို့လိုတာလေးရှိပါဗျအဲ့ဒါမျိုးလေးပါသွားလို့ရှိရင်လည်းအားလုံးတောင်းပန်ပါတယ်လို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အားလုံး